Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Rasa Shi ကိုပါသောဂုဏ်တို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတသုံးဂါထာဖြင့်ညွန်နုစွာရှခိုးပူဇော်ကြော့သည်ဤအစွာကြောင့်မကောင်းသောဘေးဥပ္ပအန္တရာယ်ခသိမ့်တော်မှာခါသိမ့်ကင်းလို့ငြိမ်ကုန်သည်ဖြစ်၍အရိယာပေါင်းတော်ကောင်းတို့ချီးမွမ်းအပ်သောကောင်းခြင်းကျက်သည်မင်္ဂလာဖြာဖြာနှင့်ပြည့်စုံကာနိဗ္ဗာန်သို့လင်းမြစောစွာမျက်မှောက်ပြုနိုင်သည်ဖြစ်စေမြတ်တဲ့ဣရိယာပုတ်သတ္တောင်တတ္တာရှိတဲ့ကိုနေဟန်ထားနဲ့နာဂတရားနာကြညာငါခန္ဓာလှဲ့ကြအသက်ရွယ်ကြီးရင်လို့ဒုမတန်ခါမတန်အဲ့ဒီပုဂ္ဂိုလ်များလည်းတင့်တယ်လျောက်ပတ်တဲ့နေရာထိုင်ခင်းများယူပြီးတရားနာနိုင်တယ်အဲ့လိုလေးနာတဲ့အတွက်တရားတော်ပေါ်မှာအဂါရဝဖြစ်လေသလားလို့တွေးတော်ဘူးပန်းမနေကြပါနဲ့ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲနာဟောသမျှဟုတ်ပါမှန်ပါတို့ဉာဏ်မပါပဲလက်သင်ခံနေတာထက်ဟောတဲ့တရားလေးနာဉာဏ်ကခန္ဓာလှဲ့ပြီးဒီတရားဟာဟုတ်သလားမဟုတ်သလားဒီတရားဟာကိုယ်အတွက်ကိလေသာငြိမ်းအေးချောင်းတရားအစစ်အမှန်ဖြစ်သလားမဖြစ်သလားအကျိုးများသလားမများဘူးလားတိုက်ဆိုင်စစ်ဆေးဒီစိတ်လေးနဲ့ဒီဉာဏ်လေးနဲ့တရားနာနေရင်ဖြင့်ဒါတရားတော်ပေါ်မှာအလေးအနက်ဂါရဝရှိတာပဲလူကတော့လက်အုပ်ချီးနေပါရဲ့စိတ်ကတောင်းရောက်မြောက်ရောက်ဟိုကဘာပြောသာဓုသာဓုကြီးပဲစွတ်ခေါ်နေရင်တော့ညံမပါပဲနဲ့ဝိจิတန်းကြီးတရားနာနေရင်တော့ဒါတရားတော်ပေါ်မှာအဂါရဝဖြစ်တယ်ဒီလိုသတ်မှတ်ရပါတယ်ဒါကြောင့်နှစ်သက်တဲ့ဣရိယာပုတ်ယူပြီးနာကတရားနာညာကခန္ဓာလှဲ့စေခြင်းတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာများဆရာထားဘရောဦးဇင်းတို့နဲ့တကွာအခုတရားနာလာကြကုန်သောအမိဖညီကိုမောင်နှမပေါင်းတို့အားအဘယ်ဆင်းရဲတန်တရာဆင်းရဲကကျွတ်အောင်လွတ်အောင်ကဲတင်သွားတော်မူတဲ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးခန္ဓာညာရောက်သစ္စာဆိုင်အောင်ဟောကြားသွားတဲ့တရားဓမ္မများဥထိတ်ထားပြီးအဲ့ဒီဥပနိဒေယအတိုင်းပဲတရားနဲ့ပဲယေရှုဆက်ကြပါစို့ဆိုတော့သုံးလောကထော်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသိရမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ်ပင်ဉဏ်တော်အစွမ်းရှင်ကြီးဤဘာဒကဘာမှာလေးစုမြောက်ပွင့်တော်မူတဲ့အနွယ်တော်နာမည်ကိုမှဲ့ခေါ်တော့ဂေါတမလို့အမည်ရတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီပရိစ္ဆသမုပ္ပါကိုတခါတလေနာမည်လေးပြောင်းပြီးတော့အစ၃ပါးလို့ဟောတော်မူတယ်အစ၃ပါးလို့မဟောခင်ရှေ့ဖို့ကတန်တရားဟာတဝဲလဲနေတယ်တန်တရားဟာတဝဲလဲနေတယ်လဲနေတာကိုဖြတ်ရမယ်တန်တရားစက်ရဟတ်ကိုဖြတ်ရမယ်ဒီလိုမျိုးလေးရှိကစကားခင်းတရားကခင်းထားတော့ဖြတ်မယ်ဆိုရင်ဘယ်ဆက်ကဖြတ်ရမှာလဲဆိုမိကုံကပေါ်လာအဲ့ဒီမိကုံကိုအကြောင်းပြုပြီးပရိစ္ဆသမုပ္ပါကိုဖြတ်ရမယ်အစတ်တွေကိုပြလိုတော်မူတဲ့အခါဘုရားရှင်ကိုယ်တော်မြတ်ဟာအစတ်၃ပါးလို့ဟောတော်မူတယ်စ
စတ်တယ်ဆိုတာကလည်းပဲတစ်ခုတည်းနဲ့စတ်လို့မှမရတာအနီနဲ့အပြားနဲ့စတ်တယ်ဆိုရင်အ ਨੇ ဆုံးတော့အနီတစ်ခုအပြားတစ်ခုရှိရတာပဲဒါကြောင့်တစ်စက်ကိုအ ਨੇ ဆုံးတရား2မျိုးရှိရမယ်3ပါးအစတ်ဆိုတော့စုစုပေါင်းတရား6ပါးတန်တရားလဲတာကိုတရား6ပါးကလေးနဲ့ပဲပြသွားတယ်ကျင့်သလားလို့မေးတော့မကျင့်ဘူးကျဲသလားလို့မေးတယ်မကျဲဘူးမကျင့်မကျဲတရား6မျိုးနဲ့တဘဝပြီးတဘဝတစ်ခါနာပြီးတစ်ခါနာတဒုက္ခပြီးတဒုက္ခအသွေးမျိုးစုံရည်ချင်းမျိုးစုံနေရာဌာနပေါင်းမျိုးစုံမှာခန္ဓာအိမ်တွေထပ်ခါရတာကိုပြလိုတဲ့အခါတရား6မျိုးနဲ့ပြတော်မူပါတယ်အဲ့ဒါကိုပဲတို့ဗမာလိုပြောလိုက်တော့အစ3ပါးပေါ့အဲ့တော့ဘဝတစ်ခုဆိုတာဘာလဲလို့မေးမယ်ဆိုရင်ခန္ဓာအိမ်တစ်မျိုးမျိုးရနေခြေလေးချောင်းဖြစ်မလားခြေနှချောင်းဖြစ်မလားမသိခန္ဓာအိမ်တစ်မျိုးမျိုးရအဲ့ဒီခန္ဓာအိမ်အတွက်စားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့အတွက်လုပ်ရတယ်ဒါကြောင့်ဘဝတစ်ခုကိုခက်ချင်းချင်းနဲ့ပြောရင်ရတာနဲ့လောက်တာ2မျိုးရှိတယ်ရနေတဲ့ခန္ဓာအိမ်ကိုပါဠိလိုသုံးတော့ဇာတိလို့သုံးတယ်ခြေလေးချောင်းဖြစ်ခြင်းဖြစ်မယ်ခြေနှချောင်းဖြစ်ခြင်းဖြစ်မယ်ဒုက္ကတိဇာတိဖြစ်ခြင်းဖြစ်မယ်သုက္ကတိဇာတိဖြစ်ခြင်းဖြစ်မယ်ဘာပဲမဲ့ဘဝတစ်ခုမှာတော့ခန္ဓာတစ်ခုတော့ရှိရအဲ့ဒါဇာတိဖယားမဟုတ်ဘဲနဲ့ဂျာကာလတွေမှာအဝိဇ္ဇာအမှောင်တုကိုဖယ်ရှားနိုင်တဲ့တရားမနာမကြမကျင့်ရတဲ့အခါအဝိဇ္ဇာဖုံးပြီးတော့အတ္တမောဝါကြောင့်လုံရင်လည်းဝိဇ္ဇာဖုံးလို့လူမှုရေးလုံရင်လည်းအဝိဇ္ဇာဖုံးလို့တာရေးလုံရင်လည်းဝိဇ္ဇာဖုံးလို့နာရေးလုံရင်လည်းဝိဇ္ဇာဖုံးလို့ဖယားမှမပွင့်တာဘူးဖယားဒေသနာမှမထွန်းလင်းနေတော့အဝိဇ္ဇာဖုံး၍လောက်တာကသင်္ခါရစီဝါရှာရင်လည်းဝိဇ္ဇာဖုံးပြီးလုံနေမှာပဲဖယားသာသနာတော်မထွန်းကားတဲ့ကာလကိုလူမှုရေးလုံနေရင်လည်းဝိဇ္ဇာဖုံးပြီးလုံမှာဘယ်အရေးပဲဖြစ်ဖြစ်ဖယားသာသနာတော်မထွန်းလင်းဘူးဆိုရင်အဝိဇ္ဇာဖုံးပြီးလုံတာပဲအဲ့ဒါဟာဘဝတစ်ခုပဲရနေတာခန္ဓာလုံးမိတာသင်္ခါရဆိုတော့ခန္ဓာရတာကိုဇာတိလို့ခေါ်တယ်ဒါရင်ဘဝတစ်ခုကိုစကလုံးတူလေးနဲ့ပြောတော့ဇာတိနဲ့သင်္ခါရဘာနဲ့ပါတော့ဇာတိနဲ့သင်္ခါရဇာတိနဲ့သင်္ခါရတဲ့လူလို့ပြောလဲဇာတိနဲ့သင်္ခါရနတ်လို့ပြောလဲဇာတိနဲ့သင်္ခါရခန္ဓာအိမ်အသိရတာကဇာတိလူဘဝမှာဟိုလိုရှာမယ်ဒီလိုရှာမယ်တော့ဝိဇ္ဇာဖုံးပြီးလှုပ်လိုက်ကြတာအဲ့ဒါသင်္ခါရလူလိုပြောလဲဇာတိသင်္ခါရနတ်လိုပြောလဲဇာတိသင်္ခါရပဲဒါဘဝတစ်ခုပဲအဲ့တော့ဒီသင်္ခါရကအကြောင်းဗျအကြောင်းလုပ်ရင်အကျိုးပေါ်တယ်ဒါဖျားပွင့်မပွင့်သဘာဝနိယာမအကြောင်းလုပ်ရင်ဘာပေါ်လဲအကျိုးပေါ်ပါဒကာဒကမတို့ရထားတဲ့မဟာဘူတဒေသနာတော်ရမဟာဆိုတာကြီးကျယ်ခမ်းနားတယ်ဘူတဆိုတာအခြေအမြစ်ကြတယ်ဒေသနာဆိုတာဘုရားရှင်ဟောတဲ့တရားမဟာဘူတဒေသနာဆိုတာတခြားမဟုတ်ပါဘူးပရိစ္ဆာသမုပ္ပါကိုပြောတာပါဒီပရိစ္ဆာသမုပ္ပါသိထားတယ်သိထားတော့ပရိစ္ဆာသမုပ္ပါထဲမှာလည်းပဲဒီသင်္ခါရလုံးရင်ဘာဖြစ်မလဲဆိုတာပါတယ်သင်္ခါရပစ္စယဝိညာဏဒီဘက်ဘဝပရိသန္တိဝိညာဉ်ရလားဆိုဒီဘက်ကလောက်ခဲ့တာသင်္ခါရဒီဘက်ကဝိညာဉ်ဒီကြားထဲမှာစက်ဆိုစုတေစိတ်ကြသေသွားတယ်ဒီဘက်သင်္ခါရကဒီဘက်ဝိညာဉ်တွေကိုအထယ်လိုက်လာတာမဟုတ်ဘူးဒီဘက်ဝိညာဉ်ကအကြောင်းမဲ့ဖြစ်လာတာဗျံပရာဖြစ်လာတာမဟုတ်ဘူးသင်္ခါရအကြောင်းကြောင့်ဝိညာဉ်ဖြစ်တယ်အကြောင်းအကျိုးနိယာမအတိုင်းဖြစ်တယ်ဘာနိယာမအကြောင်းအကျိုးနိယာမသင်္ခါရဒီဘက်တည်းအထယ်လိုက်သလားမလိုက်ပါဘူးတဲ့သေတဲ့ပုဂ္ဂိုလ်သွားကြည့်သေပြီဆိုမှဖြင့်လက်ကလေးတတ်တာတွေပါတော့မလုံနိုင်ဘူးကာယသင်္ခါရမလုံနိုင်ဘူးသေတဲ့ပုဂ္ဂိုလ်ဘာလေးဝယ်ထားရင်တော့တက်ဈေးနဲ့မိမှာပဲစိတ်ဓာတ်သင်္ခါရလည်းမလုံနိုင်
သေပြီးမဆိုမှတော့ဒီသင်္ခါရတွေပြက်ချုပ်သွားတာပဲဒါပေမဲ့လှုပ်ခဲ့တဲ့သင်္ခါရကြောင့်အကျိုးတရားပေါ်လာတယ်ဒီဘက်ဘဝမှာဝိညာဉ်ဖြစ်တယ်ဒီဘက်ဘဝမှာပါတယ်တော့ဝိညာဉ်ဖြစ်ပါတယ်ဒါဖြင့်အတိတ်ဘဝနဲ့ခုဘဝနဲ့စက်တဲ့အစခါဘာနဲ့ပါသင်္ခါရနဲ့ဝိညာဉ်တစ်စက်အထဲလိုက်ကြီးစက်နေတာဟုတ်ရဲ့လားဟုတ်ပါဘူးအထဲလိုက်ကြီးစက်တဲ့ဆိုတော့ဒီဘက်ကသင်္ခါရလည်းရှိနေတယ်ဒီဘက်ကဝိညာဉ်ကလည်းရှိနေတယ်တပြိုင်နက်တည်းဟိုဘက်ရှိဒီဘက်ရှိအရှိနှစ်ခုစက်တယ်လို့ပြောနေတာနှစ်ခုစက်တာမဟုတ်ဟိုဘက်ကသင်္ခါရကပြက်သွားတာဒီဘက်ကဝိညာဉ်ကဖြစ်လာတာအာနိသင်စက်တယ်လို့ခေါ်တယ်မားတဲ့တော့အာနိသင်စက်တာဒီအစက်ကလေးရှိတယ်တဲ့သေပြီးမှစက်တဲ့အတွက်ဆရာတော်ဘုရားကြီးကတော့နားမထွေးအောင်လို့ဒါသေစက်တယ်လို့ပြောတယ်ဒီဘက်ကဝိညာဉ်ရှိတဲ့ပုဂ္ဂိုလ်များမှာအ ਨੇ ဆုံးတော့ဝေဒနာခံစားတာပဲဝိညာဉ်ရှိရင်အ ਨੇ ဆုံးတော့ဗါတဲ့တော့ဝေဒနာခံစားပါတယ်ခင်ဗျာသေတဲ့ပုဂ္ဂိုလ်ကြဝိညာဉ်ရှိသေးလားမရှိတော့ပါဘူးအဲ့ဒါဘိုက်ခွဲလဲဘာမှမပြောဘူး PM နေပါလေလှုပ်လဲဘိုက်ခွဲဟိုဦးကြည့်ဒီဦးကြည့်ဘယ်ယောဂညာယောဂဘလို့ကြိုက်တယ်လို့စစ်နာတယ်လို့អော်နိုင်သေးရလားអော်နိုင်တော့ပါဘူးဒါဘာလို့ဝိညာဉ်မရှိရင်ဝေဒနာမရှိလို့ပဲအဲ့တော့ဝိညာဉ်ရှိရင်ဝေဒနာရှိတယ်ဆိုဒီတွေကတရားလေးကိုဉာဏ်လေးနဲ့ဖြောက်လိုက်တာပေါ့နော်ပရိစ္ဆာသမ6မျိုးနဲ့ပြန်มาဆိုတော့မလိုတာတွေဖြောက်ထွက်လိုက်တာပေါ့ဝိညာဉ်ရှိရင်ဝေဒနာရှိတယ်ဝေဒနာရှိတဲ့ပုဂ္ဂိုလ်များမှာတရားဓမ္မတို့ဝေဒနာနောက်ကတဏှာလိုက်တယ်ဝေဒနာနောက်ကဘာလိုက်လဲတဏှာလိုက်တယ်တဏှာလိုက်တယ်တဏှာလိုက်တယ်ဝေဒနာရှိရင်တဏှာရှိတာပဲဘာလို့ဆိုတော့ဒုက္ခဝေဒနာနောက်ကလည်းဘရော့မြကောင်းတာလာမလဲနော်ကောင်းတာလေးမျောတဲ့တဏှာလိုက်တယ်ဒုက္ခဝေဒနာနောက်ကတော့ပြောမနေနဲ့ဒါမျိုးလေးထပ်ပြန်ခံစားကြလိုက်တာဥပက္ခဝေဒနာနောက်ကလည်းအေးဒီလိုငြိမ်လေးဆိုမှိတ်နေခြင်းတာပေါ့ဝေဒနာနောက်ကဘာလိုက်ပါလိမ့်တဏှာလိုက်တယ်ဒါပြင်ဝေဒနာနဲ့တဏှာနဲ့စပ်ပြန်တော့လေခုနလိုပဲအထေဇတ်တော့မဟုတ်ဘူးအထေဇတ်မဟုတ်ဘူးဝေဒနာလေးပြက်ပြီးတော့မှတဏှာလေးဖြစ်လာဝေဒနာနဲ့တဏှာပြိုင်ဖြစ်လို့မရဘူးနော်ဟဲဒါလေးလှလိုက်တာအဲ့ဒါအရင်ပဲပြီးတော့မှလိုချင်တယ်တဏှာနောက်ကလိုက်လာလိုချင်တဲ့တဏှာဖြစ်တဲ့အချိန်မှာဟိုဝေဒနာမရှိတော့ဘူးဆိုဝေဒနာနဲ့တဏှာပြိုင်ဖြစ်ရိုးထုံပဲနဲ့တော့မရှိဘူးဒါပေမဲ့အဲ့ဒီဝေဒနာမရှိမိတော့နောက်ကဘာလိုက်လဲတဏှာလိုက်တယ်ဒုက္ခဝေဒနာနောက်ကလည်းတဏှာပဲဒုက္ခဝေဒနာနောက်ကလည်းတဏှာဥပက္ခဝေဒနာနောက်ကလည်းတဏှာအေးအဲ့လိုပြောလဲမှန်တယ်နောက်တနည်းအဘိဓမ္မာနည်းနဲ့ပြောမယ်ဆိုရင်ဒုက္ခဝေဒနာနောက်ကလောဘဒုက္ခဝေဒနာနောက်ကဒေါသဥပက္ခဝေဒနာနောက်ကမောဟအဲ့လောဘဒေါသမောဟလည်းတခြားလားကိလေသာလားကိလေသာပါဗျာဒီတဏှာလည်းပါတယ်တော့ကိလေသာစကလုံးသာကွဲတာအ내ဒိဗ္ဗေကတော့တူပဲဒါကြောင့်ဒုက္ခဝေဒနာနောက်ကတဏှာလိုက်တယ်ဆိုတော့ဟုတ်မှဟုတ်ရဲ့လားလို့ညင်းမနေနဲ့ကိုယ်ခန္ဓာကိုယ်ကြည့်ငရုတ်သီးလေးစက်တယ်ဘာဝေဒနာတော့ရေလေးတောက်ချင်တယ်ဘာတော့တဏှာရေလေးတောက်ချင်တာဘယ်သူတော့တဏှာဒုက္ခဝေဒနာနောက်ကတဏှာလိုက်တယ်ဆိုတာဘာမှညင်းစရာပဲနဲ့တော့ဘလို့တော့ဒီမှာတော့မိမပြတ်တဲ့နေရာကိုဟာမိပြတ်တဲ့နေရာကျမိလေးပြတ်တယ်ဘာဝေဒနာတော့ဒုက္ခဝေဒနာနော်အဲ့တော့စိတ်ထဲဘာလာခြင်းလဲမိလာခြင်းနဲ့အဲ့ဒါဘာတော့တဏှာဒီလောက်ဆိုသေးကြပြီဝေဒနာနောက်ကတဏှာလိုက်ပြီအဲ့ဒီတဏှာရှိတဲ့ပုဂ္ဂိုလ်များကာမဘဝလောက်တယ်အ ਨੇ ဆုံးတော့မနောကံကြံတာပဲဗျာအ ਨੇ ဆုံးမနောကံလေးနဲ့ကြံလိုချင်ပြီဆိုမှတော့စိတ်ကူးလေးကယဉ်ပေါ့လိုချင်ပြီဆိုပါတယ်တော့စိတ်ကူးရင်လည်းဆိုမနောကံလုံနေတာဟိုကာယကံနဲ့ဝစီကံကတော့လူမလစ်လို့မလုံရဲလို့မလုံသေးဘူးထားအောင်တော့မနောကံကတော့ဘယ်နဲ့တော့ကြံတာပါပဲတဲ့တဏှာဆိုတော့ဒီကမ္မဘဝ
လောက်ပါတယ်တဲ့တဏှာဖြစ်တဲ့ပုဂ္ဂိုလ်များကာမဘဝလောက်တယ်တဲ့လောက်တော့ဒီကာမဘဝကဒီနာကြည့်လိုက်တော့ဘာတဲ့တော့အကြောင်းနဲ့နော်အကြောင်းလို့ရင်ဘာပေါ်မယ်အကျိုးကကာမဘဝပစ္စည်းဟာဒီမှာပြန်လဲလာပြီဒါဇာတိပဲခုနပြောခဲ့တယ်ဒီဒါဘာတော့ဒါသင်္ခါရဇာတိသင်္ခါရသေသွားတယ်ဝိညာဉ်ဝေဒနာမသိဘူးဒါရှင်းနေတာရှင်းရလားတဏှာကာမဘဝသေသွားတယ်သေပြီးဒီဘက်ဘာဖြစ်တော့ဇာတိဒါဖြင့်ဒီသင်္ခါရနဲ့ဝိညာဉ်ရသေတယ်ဆိုတော့ဒီနှစ်ခုစက်တာကိုသေဇတ်ဒီဘက်ကကာမဘဝနဲ့ဇာတိကြမှာသေတဲ့အတွက်ဒါကိုလည်းဘာတော့သေဇတ်ဒီဘက်ကဝေဒနာနဲ့တဏှာကမသေဘဲနဲ့စက်နေတော့ရှင်ဇတ်အစဘယ်နှပါတော့အစသုံးပါစက်နေတာစက်လဲစက်ကောနောက်ဇာတိမရဘူးလားဩဖယားမပွင့်တော့ဘူးသစ္စာတရားတွေမထွန်းကားဘူးဆိုအဲ့ဒီဇာတိရှိတဲ့ပုဂ္ဂိုလ်များဘာလုံးမဲ့ထင်လဲသင်္ခါရလုံးရင်နောက်တကြော့ဒီလိုနဲ့ဆက်သွားတော့တခန္ဓာပြီးဘယ်နဲ့တော့တခန္ဓာမရဘူးလားအတူပြီးတူတဏှာပြီးတဏှာတသေးပြီးတသေးငိုလိုက်ရတဲ့မျက်ရည်တွေဟာဒီဘဝတစ်ခုကြလိုက်ရတဲ့မျက်ရည်တွေဟာတိုးတိတ်ကြတာနဲ့ပေါ်လွန်ကြတာနဲ့အဲ့မျက်ရည်စားတွေဒါတကားမတော့သိမ့်ထားမယ်ဆိုတန်တရားအစကနေဒီနေ့အထိမချောက်ဘူးအငွေ့မပြန်ဘူးသိမ့်ထားရင်သမုဒ္ဒရာ၄စင်းတဲ့တောင်များသည်ဘဝတွေကနည်းနည်းလားများကြီးလားများပါဗျာဆိုတော့အဲ့လိုများပြီးတော့ထပ်ခါတွေ့နေထပ်ခါတွေ့ကြတော့အကောင်းတွေ့တာလားအိုနာသေးတွေ့တာလားဟာအိုနာသေးတွေ့တာတကားတဲ့အပူစုနဲ့ရန်သူမျိုး၅ပါးကဘယ်နဲ့တော့လာသေးတယ်ခန္ဓာအင်ကြီးရတော့96ပါးသောယောဂလည်းဟိုဟာကြောက်ရဒီဟာကြောက်ရဟိုဆေးရဒီဆေးရ25ပါးသောဘေးတွေကမလာဘူးလားဟိုဒါပြင်ကတော့ဘဝလိုသာခြုံပြောလိုက်တာဒုက္ခမျိုးစုံနဲ့ထပ်ပြန်တလဲလဲမတွေ့ဘူးလားအဲ့လိုတွေ့တာအစ3ပါးကိုဖြတ်လို့လားစက်နေလို့လားစက်နေလို့ပါဗျာဒါပြင်ပြောင်းပြန်လိုက်ဒီဒုက္ခတွေကလွတ်ချင်ရင်အစ3ပါးကိုဘာလို့ဖြတ်ရတော့မှာလဲအစ3ပါးဘာလို့ရမလဲဖြတ်မယ်အဲ့တော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့စေတနာကရုဏာကိုလည်းတို့လေးစားတယ်တရားဟောတဲ့အခါကိုပြောက်ခေါ်ရတယ်တရားဟောတဲ့ဆိုတာဂျေဇုစတ်နေတာပဲတက္ကမတို့ရဲ့စွန့်ကြွေးကွန်ကြွေးတွေကိုလည်းတို့ကစတ်နေရတယ်ဘုရားရှင်နဲ့ဆရာသမားရဲ့တရားအကျွေးတွေလည်းတို့ကဘယ်နဲ့စတ်နေရတာကဆရာသမားဂျေဇုဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဂျေဇုတော်ကိုလည်းတို့ကပြောရတယ်အဲ့လိုမှမပြောဘဲနဲ့ပြောနေရင်ကိုတိကိုတက်ဖြစ်တယ်လို့ပြောနေရင်အဲ့ဒါကိုမပြောက်ဘူးလို့ခေါ်တယ်ကိုမပြောက်ရင်လူဝိုင်းတယ်လက်ဝိုင်းတယ်လူကောလက်ကောဝိုင်းလာပြီဆိုရင်အဲ့ဒါနိဗ္ဗာန်ဒီမရောက်တော့ဘူးအဖြောက်မရောက်တော့ဟိုတောင်းတင်ဒီတောင်းတင်တယ်ဒါကြောင့်ဒီအစ3ပါးကိုဆရာတော်ဘုရားကြီးကသိတယ်ဒါပေမဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေနားထွေးသွားမှာဆိုဒါကသိစက်ဒီဘက်ကအစကလေးကပဋိသန္ဓေဝิญဉ်ရတယ်ဆိုတော့ဘဝအစအဦးဆုံးဖြစ်တဲ့အစဝိပဿနာဘယ်နာနေမှန်းတော့မသိသေးဘူးတဲ့ဒီစကလည်းဖြတ်လို့မရပါမဖြတ်ပါနဲ့ကွာဆရာတော်ကြီးကဘိဓမ္မာကျွမ်းတယ်အဲ့ဒီစကဖြတ်လို့ရတယ်ဆိုတော့တက်တည်တက္ကရာရှိတယ်သို့တော့နားထွေးမစိုးလို့ဒီအစကလည်းသေမဆက်တဲ့အစအခုကသေမဘယ်နဲ့တော့မသေးသေးတာဒါလည်းပဲဖြတ်လို့မရပါဘူးကွာအဲ့တော့မင်းဘာမှရွေးချယ်မနေနဲ့ဆရာတော်ကြီးကဝေဒနာနုပဒနာပေးခြင်းလို့တခါတည်းကျုံသွင်းလာတာတက္ကမတွေစိတ်တက်ကိုအဲ့တော့3ပါးထဲမှာဖြတ်ကလည်းဖြတ်မှဒုက္ခလက်ကလွတ်မှာအဲ့3ပါးထဲမှာဟို20ကလည်းပဲဘယ်တော့စက်ခင်မှန်းတော့မသိဘူးဒါလည်းဘယ်တော့ဆက်မလဲလည်းမသိဘူးအဲ့တော့3နဲ့2နှုတ်တော့တစ်ခုပဲကြံနေဘာနဲ့ပါဝေဒနာနဲ့တဏှာတဇံရှင်ဇတ်အဲ့ဒါဘာလဲတော့ရှင်ဇတ်ပါဗျာအဲ့တော့ဗျာများမနေနဲ့အဲ့ဒီကပဲနဲ့တော့ဖြတ်ဟေးဆိုပြီးတော့တခါတည်းဝေဒနာနုပဒနာတန်းသင်လိုက်တာဗျာဆရာတော်ကြီးရဲ့ကျေးဇူးနော်မဆိုဟိုကလည်းဖြတ်လို့ရတယ်ဒီကလည်းဖြတ်လို့ရတယ်ဆိုဗျာများနေမှာတခါတော့ဗျာများနေမှာ
အဲ့တော့ဗျာမများပဲနဲ့ဝေဒနာကိုရဲတင်းတင်းရှုနိုင်အောင်လို့မင်းအဲ့ဒီအစတွေစနေရင်နောက်ထပ်ခန္ဓာတွေရပြီးအိုနာသေးနဲ့တွေ့မှာအဲ့တော့ဖြတ်ရမယ်ဖြတ်တဲ့အခါမင်းတို့ကဝေဒနာမရှုခြင်းပါဘူးဘာဘူးညာဘူးလုံမနေနဲ့ဟောအစကသေဇတ်ဒီဇတ်လဲသေဇတ်ဆိုအဲ့ဒီနှစ်ခုကမင်းဖြတ်လို့မရဘူးကအဲ့တော့ရှင်ဇတ်ဖြတ်ရမှာဆိုတော့မင်းဝေဒနာရှုကိုပဲနဲ့တော့ရှုစမ်းမှာရဲတင်းတင်းရှုစမ်းမှာဆရာတော်ဘုရားကြီးမသိဘူးလားသိပါပါဗျာသိနေတယ်တဲ့ခါတကာကတော့ဝေဒနာနဲ့ငါနဲ့ဘယ်နဲ့တော့ခွာရှုစသည်ဖြင့်ဆရာတော်ဘုရားကြီးဝေဒနာနုပတနာနီးတယ်မရှိဘူးလားအဲ့ဒါလူမမာလဲခွာရတယ်လူမမာရှင်လဲဩတကားတော့ဝေဒနာနဲ့ငါနဲ့ခွာတဲ့ဆိုတာလူနာပဲသွားပြီးပြောနေတယ်မင်းဝေဒနာနဲ့ငါနဲ့ခွာတော့သူများပြောနေတယ်လူမမာရှင်ကြတော့ဝေဒနာမရှိတာကြာနေတာဟမ်သဘောပေါက်ရဲ့လားလူမမာရှင်မှလည်းဘာရှိလဲဒါပြင်ကိုလည်းဘာလုပ်ရမှာတော့ခွာမှာပဲဟိုလူမမာလည်းပလင်းကြီးပလင်းငယ်တွဲနဲ့လည်းခွာပဲလူမမာရှင်ဘာပလင်းမှမတွဲပဲနဲ့တွတ်လက်သွားနိုင်တဲ့ပုဂ္ဂိုလ်လည်းဝေဒနာနဲ့ဘာနဲ့တော့ခွာအဲ့တော့လူမမာလည်းပဲဝေဒနာနဲ့ငါနဲ့ခွာပြီးကြိုးစားမှာပဲလူမမာရှင်လည်းပဲဝေဒနာနဲ့ငါနဲ့ခွာပြီးကြိုးစားမှာပဲအဲ့ဒါဟိုတနေ့ပြောနာလဲခွာตาလဲခွာပြောခဲ့တယ်ရှင်းကြရလားမသိဘူးနော်ဆိုတော့ဒီဝေဒနာနဲ့ငါနဲ့ခွာပြီးရှုပါအဲ့အစကဖြတ်ပါဆိုပြီးစကားလားဆရာတော်ဘုရားကြီးကဒီဝေဒနာရှုပုံရှုနည်းသင်တာပေါ့ဗျာဝေဒနာဆိုတာဟာခံစားတာမှန်သမျှဝေဒနာဟိဆရာတော်ဘုရားရဲ့သင်ပြီဗါတဲ့တော့ခံစားတာမှန်သမျှဝေဒနာပါဗျာနောက်ကမှန်သမျှလို့ထည့်လိုက်တယ်မှန်သမျှလို့ထည့်လိုက်ရင်ဝေဒနာဟာတစ်မျိုးတည်းတော့မဟုတ်တော့ဘူးဒုက္ခရှိတယ်ဒုက္ခရှိတယ်ဥပက္ခရှိတယ်အကြမ်းမြင်ကိုယ်ပေါ်မှာဖြစ်တာကိုခံစားတော့ကာယိကဝေဒနာယင်ထဲမှာဖြစ်တာကိုခံစားတော့စေတသိကဝေဒနာကုသိုလ်လေးကိုအကြောင်းပြုပြီးဖြစ်တဲ့ဝေဒနာအကုသိုလ်ကိုအကြောင်းပြုပြီးဖြစ်တဲ့ဝေဒနာမဲကိုယ်တွေ့ကိုယ်တာခံစားရတဲ့ဝေဒနာကိုမဟုတ်ဘဲနဲ့သားတွေသမီးတွေအတွက်အဝေးကပုံကိုယ်တွေအတွက်ခံစားရတဲ့ဝေဒနာအလုံးသဘောပေါက်ရလားမသိဘူးဒါဝေဒနာတစ်မျိုးတည်းမဟုတ်မျိုးရှိတဲ့အတွက်ဆရာတော်ဘုရားကြီးအ내ဒိတ်ပဲပေးတာဟုတ်ခံစားတာမှန်သမျှဝေဒနာအဲ့ဝေဒနာရှုဘာနဲ့ရှုရမလဲလို့မေးမက်ကင်၅ပါးနဲ့ရှုမက်ကင်ဘယ်နှပါးဝေဒနာလို့ပြောရင်တော်တော်များများဟာနာကျင်ကြိုက်ခဲတာကိုပဲညံရောက်နေတတ်တယ်နာကျင်ကြိုက်ခဲရင်တော့ဒါဝေဒနာပဲဝေဒနာပေါ်လာပြီတချို့များဖြင့်45မိနစ်လောက်ထိုင်မှဝေဒနာပေါ်တာဝေဒနာဟာစက္ကမလပေါ်နေတာပဲဝေဒနာပါတယ်တော့စက္ကမလပေါ်နေတာအဲ့ဒါသူက45လောက်ကြာမှဝေဒနာပေါ်တယ်ဆိုတော့အဲ့ရှေ့45မိနစ်ကအဝိဇ္ဇာဖုံးအဝိဇ္ဇာဆိုတာပရိစ္ဆသမုပ္ပါအကွက်တစ်ထဲမှာမဟုတ်ဘူးမိမိခန္ဓာမှာဖုံးနေတာပရိစ္ဆသမုပ္ပါဆိုတာစက်ဝိုင်းပေါ်မှာမဟုတ်ဘူးမိမိခန္ဓာဖြစ်စဉ်45မိနစ်လုံးဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာတမျိုးမျိုးပေါ်နေပါရဲ့သားနဲ့ဝေဒနာပေါ်မှန်းမသိရှေ့45မိနစ်ကဘာလုပ်နေတာအဝိဇ္ဇာဖုံးနေတာအဝိဇ္ဇာဖုံးနေတာဝိဇ္ဇာဘယ်နဲ့တော့ဖုံးနေတာဒါကြောင့်သူကနာလာတော့မှဟာဝေဒနာပေါ်တယ်လို့သူကထင်တာရှင်းကြရဲ့လားအဲ့လိုအစတည်းကမှားရင်အဆုံးလဲမှားတတ်တယ်ဗျာဒုက္ခဝေဒနာကိုသာသူကဝေဒနာလို့ထင်ဒုက္ခဝေဒနာလည်းမရှိကောဝေဒနာချုပ်ပြီးလွယ်လွယ်လေးနဲ့သူ့အတွက်နိဗ္ဗာန်ရောက်နေတယ်ငော့တာနော်အဲ့ဒါငော့တာနော်လွယ်လွယ်လေးနဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာဘာပြောတာတော့ဟိုတကယ်ရောက်တယ်လို့ထင်သွားမစိုးလို့ပြောတာမဟုတ်ဘူးလို့အဲ့ဒါဟိုနိဗ္ဗာန်အဲ့လောက်လွယ်လွန်းသလားလို့ပြောချင်တာပါရှင်းရရလားမသိဘူးနော်တော့ကြောင့်ဘုန်းကြီးကပြောတယ်လေအဲ့ဒါဆိုနိဗ္ဗာန်လွယ်လွယ်လေးနဲ့ရောက်တယ်ဆိုနောက်စကားအတီယူနေမှာဆိုလို့အတီမယူနဲ့အဲ့ဒါဆိုဝေဒနာဒုက္ခဝေဒနာကိုပဲသူကဝေဒနာထင်တော့ဒုက္ခဝေဒနာလည်းမရှိကောသူဝေဒနာချုပ်ပြီအဝေဒနာချုပ်ရင်ဟိုကြားထားတဲ့တရားလဲနိဗ္ဗာန်ဟာဒါပြင်ကနိဗ္ဗာန်ရောက်ပေါ့ခဏခဏရောက်နေတယ်ရှင်းကြရလားမသိဘူးအဲ့တော့အစမှားရင်ဗါတဲ့တော့အဆုံးမှားတယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကဗမာလူလေးဟောသွားတာခံစားတာမှန်သမျှဝေဒနာအဲ့ဝေဒနာလေးပေါ်လာရင်တဲ့ဒီနောက်က
မဲ့ခင်၅ပါးနဲ့ရှုတဲ့၃ပါးနဲ့ရှုရင်ဗမန်းနဲ့တဲ့၅ပါးနဲ့ရှုရင်တတ်တာတဲ့ဝေဒနာလေးပေါ်တိုင်းသိတာကတတိဝေဒနာဟာခန္ဓာမှာပေါ်တဲ့အတွက်ခန္ဓာမှတပါစိတ်ဘဲမှမရအောင်နေတာတမာရီအဲ့ဝေဒနာထပ်ပြန်ပေါ်တဲ့အတွက်ကိုယ်မှမပြင်းမကြီးထပ်ပြန်ကြိုးစားနေတာကဝိရိယမကင်၃ပါးအဲ့မကင်၃ပါးနဲ့ရှုနေရင်တော့နည်းနည်းပင်ပန်းနေကွာတဲ့ဟိုကဒုက္ခဝေဒနာပေါ်လာရင်ငါနာတယ်ထင်ပြီးစိတ်တွေကပြက်ကိုစိတ်ဓာတ်တွေကပြက်ပြားကုန်လိမ့်မယ်တဲ့အဲ့တော့တက်တောင်တက်တာလေးနဲ့ရှုနိုင်အောင်ကွာတဲ့ဆရာတော်ဘုရားကြီးကငါတောင်းဝင်ပါဆရာသမားတောင်းဝင်ပါဆိုပြီးဆရာတော်ကြီးကထပ်ပြီးနောက်ထပ်အကူမကင်နှစ်ခုထပ်ထည့်လိုက်တယ်အဲ့ဒါဘာလဲလို့မျိုးတော့သမာဓိဋ္ဌိဆိုတော့ဟောနားနေတာငါမဟုတ်ဘူးဟာဝေဒနာဟာအဲ့ဝေဒနာဖတ်တာကြောင့်ဖြစ်တဲ့အတွက်အကြောင်းကျိုးလို့ပြောရင်လေရတယ်ဟာငါမဟုတ်ဘူးဆိုတော့တက္ကရာဒိဋ္ဌိဖြုတ်လိုက်တော့သမာဓိဋ္ဌိဒီအတွေးလေးသမာဓိဋ္ဌိဟာလေဒါလေးထည့်ပြီးရှုရင်တတ်တာတယ်ဘလောက်နားနေငါနာတာမဟုတ်ဘူးဆိုတတ်တာတယ်တဲ့အဲ့တော့ဆရာတော်ဘုရားကြီးမိတ်မှာတဲ့စကားတကားတော့မို့နားလည်အောင်ပြောရရင်တို့ငငယ်တုန်းကဟိုလူဘာမဝခင်တုန်းကစာသင်ခန်းထဲမှာတခါတည်းဟိုကြောင်းလိုက်စစ်တဲ့ပညာရေးမှုတို့ဘာတို့လာတယ်လေလာတဲ့အခါနောက်ကလူကိုမေးတာကိုကရှေ့ဆုံးတန်းမှာထိုင်နေတာနောက်ကလူကိုလှမ်းပြီးလက်ညှိုးထိုးပြီးမေးတာကိုတင်နေကြဆရာမဟုတ်ဘူးနော်ပညာရေးမှုဆိုတော့တခါတလေမှတွေ့ရတဲ့ပုဂ္ဂိုလ်ကြောက်ကလည်းကြောက်ငယ်မေးတာကနောက်ကလူကိုမေးတာဒါပေမဲ့ဒီလက်ညှိုးကြီးကကို့ထိုးတယ်ထင်အဲ့မှာခြေဖျားလက်ဖျားတွေဘယ်နဲ့တော့တကယ်မေးတာငါ့ကိုမေးတာဟုတ်ရလားဟုတ်ပါဘူးဒါပေမဲ့ထင်တာကဘာတော့ငါ့ကိုမေးတယ်ထင်လိုက်ရင်ခြေဖျားလက်ဖျားအေးတာမဟုတ်ဘူးလားဟုတ်သလားဟုတ်ပါဘူးနားနေတဲ့ဝေဒနာကိုငါလို့ထင်အဲ့ဒီတိုင်ပဲကြောက်တာမဟုတ်တာကိုငါလို့ထင်ဘယ်နဲ့တော့ကြောက်နောက်ဥပမာပြောမယ်ပညာရေးမှုကကိုယ်လက်ညှိုးတဲ့ထိုးပြီးတော့မေးတာဒါပေမဲ့ကိုယ်စိတ်ကတော့လက်ညှိုးကကြော်သွားတယ်လို့ဘယ်နဲ့တော့ထင်အပြုံးတော့မပြတ်ဘူးငါမဟုတ်ဘူးဆိုတာငါမေးတာမဟုတ်ဘူးလို့ထင်နေတော့အပြုံးတော့ဘယ်နဲ့တော့မပြတ်ဘူးအေးဒီမှာလဲဘလောက်နာနေငါမဟုတ်ဘူးလို့ထင်ရှုရတာပြုံးလေးရှုနိုင်တာတီတီငိမ့်ရှုနိုင်တယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကငါဆွဲလေးဖြုတ်ပြီးရှုငါဆွဲဖြုတ်တော့အဲ့ဒါသမာဓိဋ္ဌိလို့ခေါ်တယ်နော်အဲ့သမာဓိဋ္ဌိအကူလေးနဲ့ရှုဟာရှုတော့ရှုတယ်ဗျာဒါပေမဲ့ရှုကစားလေးဆိုတော့ကိုယ့်ရဲ့ဉာဏ်ပေါ်မှာကိလေသာလေးတော့ဖုံးနေတော့ဉာဏ်သိမ့်မထက်ဘူးကိုဗျာမထက်တော့ဖြစ်ကြောလေးကရှည်နေတာယုံ nant ဓမ္မသင်္ခါရတွေကဖြစ်ပြီးရင်ပြက်တာဥပ္ပတ္ထိပင်ခဏလေးနဲ့ပြက်တာသူ့တဘာဝခဏလေးနဲ့ပြက်တယ်ဒါပေမဲ့ကိုယ့်ဉာဏ်ပေါ်မှာအလောဘတွေဒေါသတွေကိလေသာတွေကလာပြီးဖုံးတော့ဉာဏ်ကတုံးနေတာဉာဏ်တုံးတော့ခယန်းသီးကမာရာမဟုတ်ဘူးဗျာဒါတုံးနေတာဗါတဲ့တော့တရားမာရာမဟုတ်တာတုံးနေရပါဗျာစကားပုံရောသိရလားဗမာပြည်ကနေထွက်လာတာကြတော့ဗမာစကားပုံနေမိမှာဆိုလို့ခယန်းသီးကပိန်ဒါဗါနဲ့တော့တုံလှီးလို့ကိုမပြတ်ခယန်းသီးကမာနေတာမဟုတ်ဘူးကိုဓာကဘာဖြစ်တာတုံးနေတာဟိုယုံ nant ဓမ္မသင်္ခါရဟိုဝေဒနာတွေကသူ့တက်တန်းရှည်နေတာမဟုတ်ဘူးကိုညာတုံးတော့အပြစ်တော်နဲ့ဗါနဲ့တော့မမြင်ဘူးငါမဟုတ်ဘူးကွငါမဟုတ်ဘူးကွကိုအားပေးပြီးတော့ရှုပါရဲ့ဒါပေမဲ့အပြည့်မမြင်သေးတော့ကြာလာတော့စိတ်ဓာတ်ကကြာစိတ်မရှိစိတ်ဓာတ်ကြာအဲ့တော့ဆရာတော်ဘုရားကြီးထပ်ပြီးနောက်ထပ်အကူလေးတစ်ခုပေးလိုက်သေးတယ်သမာသင်္ကပ္ပပါတယ်တော့သမာသင်္ကပ္ပဆိုတာမင်းဒီရုပ်တွေနာနေရဖြစ်ပြီးရင်ပြက်တာကွာအကြောင်းပြက်တဲ့အတွက်အကျိုးပြက်တာမင်းမရှုလဲပြက်မှာပြက်ကိုပြက်မှာအမေသမာသင်္ကပ္ပရဲ့သဘောကယုံ nant ဓမ္မသင်္ခါရကဖြစ်ပြီးရင်ဘယ်နဲ့တော့ဘာဖြစ်လို့ပြက်တာအကြောင်းပြဲလို့အကျိုးပြက်တာသေးသေးချာချာကိုဒါဘာဖြစ်မှာတော့ပြက်မှာသမာသင်္ကပ္ပအဲ့သမာသင်္ကပ္ပအကူလေးပါလာတော့အမေကိုရှုရတာစိတ်ဓာတ်ကျသွားလဲဒါတစ်ချိန်တော့ပြက်မှာပဲကိုမမြင်ရပေမဲ့တစ်ချိန်တော့ဘယ်နဲ့တော့သမာသင်္ကပ္ပကကိုအားပေးနေတာဘယ်သူကအားပေးတာတော့တရားထုတ်နေတာဘေးကဘုန်းကြီးကရှေ့ပြန်ရှေ့သွားလိုက်နောက်ပြန်လိုက်နေအားပေးလို့မရဘူးကိုအားပေးဘုန်းကြီးကတကားမတော့ခလေးတိန်မဟုတ်ဘူး
ကိုပဲနဲ့တော့ထိန်ကြောင်းရမှာဘုံမပြောတာရှင်းလားမသိဘူးကိုပဲထိန်ကြောင်းရမှာဘေးအကူရမှတရားအထုတ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရားရဖို့တော်တော်ဝေးတယ်အဲ့တော့ကိုပဲအားပေးရဒါတစ်ချိန်ပြတ်မှာဆိုတော့တစ်ချိန်ပြတ်မှာဆိုတဲ့ဒီသမာသင်္ကပ္ပလေးကဘာစွမ်းတယ်လဲလို့မေးတော့ဒကာဒကာမတို့အလုတ်လုတ်တဲ့သူလိုပဲအလုတ်လုတ်တယ်လာစမ်းရဲ့လုတ်တယ်လာကမထုတ်သေးဘူး2 ရက်နေ့သွားလုတ်စင်းတယ်လာကမထုတ်ပေးသေးဘူး3 ရက်နေ့သွားစင်းတယ်မနေ့ရုံးချိန်ရနေညနေရုံးချိန်ပြီးတဲ့အထိတခါလေး over time အောင်လုပ်ရသေးတယ်လာစားမရသေးဘူးမရသေးပေမဲ့ဒါကတော့စိတ်ကောက်ပြီးတော့စိတ်ဆိုးပြီးတော့ရုံးမတက်တော့ဘူးလို့များရှိသလားရှိပါဘူးလာကုန်ရင်တော့သေချာပေါက်အဲ့ဒီစိတ်ကလေးပဲသမာသင်္ကပ္ပရဲ့အစွမ်းဟာအဲ့ဒါပဲဩဒီတရားဓမ္မဝေဒနာတွေကဘလောက်ပြင်းထန်တစ်ချိန်ပဲနဲ့တော့ပြတ်မှာပဲစိတ်ကရှည်သွားတာပေါ့ဗျာဆိုတော့သမာဓိဋ္ဌိရဲ့အစွမ်းကအကြောက်လန့်နေပြီသမာသင်္ကပ္ပရဲ့အစွမ်းကစိတ်ရှည်တာပေါ့အဲ့လိုစိတ်ရှည်နဲ့ရွှေ့တော့ဒီဖြစ်ပျက်တွေဘယ်နဲ့တော့ညင်းတယ်ဝေဒနာဖြစ်ပျက်တွေဘယ်နဲ့တော့ညင်းလာတယ်ဝေဒနာဖြစ်ပြီးပြက်မှာတော့ဝေဒနာရှိမှတဏှာဖြစ်တာဗါတဲ့တော့ဝေဒနာရှိမှတဏှာဖြစ်တာပါဗျာဝေဒနာရှိမှတဏှာဖြစ်တာနော်ဝေဒနာမရှိဘူးဆိုတဏှာဖြစ်လို့ဘယ်နဲ့တော့မရတော့ဘူးအဲ့ဒါကိုတဏှာသေးတယ်လို့ခေါ်တာဝေဒနာဖြစ်ပျက်ရှုရင်တဏှာသေးတယ်လို့ဒီလိုပြောတာတဏှာသေးတယ်ဆိုတာတဏှာကြီးဖြစ်ပြီးကမှတစ်ပင်ကြီးများလို့အပင်ကြီးဖြစ်ပြီးကမှရေမလောင်းလို့တွေ့ချောက်ပြီးသေသွားတာမျိုးမဟုတ်ဘူးပေါ်မလားပေါ်ကိုဘယ်နဲ့တော့ဒီဝေဒနာလေးဖြစ်ပြီးပြက်တော့ညံလေးကဒီမှာပေါ်လဲပေါ်ကဒီတဏှာဖြစ်ခွင့်ကိုဘယ်နဲ့တော့မရတဏှာချုပ်တော့ဥပါဒံချုပ်ပါသည်တဏှာချုပ်တော့ဗါတယ်တော့ရထားတဲ့ပါဠိတော်ကမကြိုက်ဘူးလားတဏှာနိရောဓဥပါဒံနာနိရောဓဒီတဏှာတော်တွေတဲ့တို့ရပြီးသားပဲပိဋကသုံးပုံကိုခြုံငုံပြီးတော့ဒီဒေသနာပြနေတာအဲ့တော့ဥပါဒံချုပ်တော့ကာမဘဝလည်းပဲနဲ့တော့ချုပ်တော့ကာမဘဝနဲ့ဇာတိနဲ့ဆက်သေးလားမဆက်ရင်နောင်ခန္ဓာရသေးလားမရပါဘူးနောင်ခန္ဓာမရရင်အလုံးစုံသောဒုက္ခလက်ကလွတ်မလွတ်လွတ်ပါတယ်ဗျာဒါဖြင့်ဒုက္ခလက်ကလွတ်ချင်ရင်ဝေဒနာရှုမယ်ဆရာတော်ကြီးကဝေဒနာနုပတနာကိုတခါတည်းနားရဲဆွဲသွားအောင်ရိုက်သွင်းလိုက်တာဝေဒနာမကြောက်နဲ့ဟဲ့ဝေဒနာဆိုတာသေကာမပေါ်လာတာမဟုတ်ဘူးဝေဒနာဆိုတာစိတ်ယုံတက်မှပေါ်လာတာမဟုတ်ဘူးဝေဒနာဟာစက္ကန့်တိုင်းအာယုံဓာရတိုက်တိုင်းအာယုံဓာရတိုက်တိုင်းဆိုဘုန်းကြီးကဘယ်နာလေးထောက်ထားဖတ်တာလေးထောက်ထားဝေဒနာပေါ်နေတာအဲ့ဒီပေါ်တဲ့ဝေဒနာကိုမင်းတို့ရှုကြမယ်ဆိုရင်ဖြင့်နောင်ခန္ဓာမရဘဲနဲ့နိဗ္ဗာန်ရမယ်ကွာနိဗ္ဗာန်ရမယ်ပုဂ္ဂိုလ်ဝေဒနာကိုဖြစ်ဖြစ်ရှုပြီးသေတဲ့ပုဂ္ဂိုလ်မျိုးကနောက်ဒုက္ခလက်ကမလွတ်ဘူးလားနောက်ဒုက္ခလက်ကလွတ်တဲ့သေခြင်းမျိုးကိုအသေးဆိုးလို့ပြောမလားအသေးကောင်းလို့ပြောအသေးကောင်းလို့ပြောဟောမင်းတို့အသေးကောင်းသေခြင်းရင်ဘာရှုရမလဲဝေဒနာရှုရမယ်သဘောပေါက်ရလားဒါရင်ပြောင်းပြန်ပြောမယ်ဝေဒနာရှုထားတာကိုယ်အသေးကိုပြင်ထားတာပေါ့အသေးကောင်းသေနိုင်အောင်သေပဲနဲ့တော့ပြင်ထားတာပေါ့နမိတ်မရှိနမမရှိလို့မတင်နဲ့အဲ့ဒါနမိတ်အလွန်ရှိဆုံးပြန်ပြောမယ်ဝေဒနာလေးများဖြစ်ပြရှုသေးတဲ့ပုဂ္ဂိုလ်ပရိစ္ဆေသမပြတ်တဲ့အတွက်နောင်ဒုက္ခလွတ်တယ်ဒုက္ခလွတ်တဲ့သေခြင်းကိုအသေးဆိုးပြောမလားအသေးကောင်းပြောမလားအသေးကောင်းပါဗျာဒါပေမဲ့ဝေဒနာရှုသေးရင်အသေးကောင်းဝေဒနာရှုသေးရင်ဘာတော့အသေးကောင်းပါဗျာဒါပြင်အသေးကောင်းသေခြင်းနဲ့ဆိုရင်ခုကလေးကဘာရှုဝေဒနာရှုပါမကြောက်ကြပါနဲ့တခါတော့ဝေဒနာများမကြောက်ကြပါနဲ့ तू ကမသုံးတတ်ရင်သာဘေးဖြစ်တာပါသုံးတတ်တော့လဲဆေးဖြစ်ပါတယ်ရှင်းကြရလားမသိဘူးနော်ဒါပြင်ဝေဒနာကိုတော့မကြောက်မလန့်လေးရှုဖို့မလိုဘူးလားတခုပဲရှိတယ်တမာဒိဋ္ဌိတမာသင်္ကပ္ပအကူလေးနဲ့ရှုအဲ့ဒီအကူလေးနဲ့ရှုမယ်ဆိုတက်တောင့်တက်တာနဲ့ဖြစ်ပြဘယ်နဲ့တော့မြင်မယ်အဲ့လိုနည်းနဲ့ပြလို့တော်မူတဲ့အခါပရိစ္ဆသမုပ္ပါစောင်းဝိုင်းကြီးကိုပဲလင်းရင်အစ3ပါးလို့ဘုရားရှင်ကိုတော်မြတ်ဟောတော်မူတယ်ဒါတနည်းနောက်တနည်းဉာဏ်ရင့်လာတဲ့အခါထပ်တယ်နာအေး ဒီဘက်ကကာမဘဝရှိတယ်ဒီကာမဘဝကနေပြီးတော့
တရားဓမ္မတို့မသေးသေးဘူးဆိုရင်ဒီဘဝမှာတင်ပြန်ပြီးမလဲဘူးလားလဲတယ်ဒီဘက်ကဇာတိရဲ့ထိန်နာလေးမှာဘာရှိလဲဝိညာဉ်ရှိတယ်ဒီထဲကဒီတကွက်ထဲကတရားတွေကအားလုံးသဘောတူတယ်ဇာတိရဲ့ရှိမှာပါတယ်တော့ဝိညာဉ်ဒါဖြင့်ကာမဘဝနဲ့ဘာနဲ့စရှင်းနေရင်ခုနကာမဘဝနဲ့ဇာတိကသေပြီးဆက်တာကိုပြနေတာကာမဘဝနဲ့ဘာတဲ့တော့မျက်လုံးနဲ့ဆွဲပြီနော်နောက်တစ်ခါဝိညာဉ်ကိုဒီလိုပြတော့မယ်ကာမဘဝနဲ့ဝိညာဉ်နဲ့ဆက်တယ်ဒီဝိညာဉ်ပြစ္ဆုတ်ပါမလားဒီဘက်ကာမဘဝလည်းပြစ္ဆုတ်ပါမလားဒါဖြင့်ဒါသေတာလားရှင်းရလားရှင်းရပါဗျာဒါဖြင့်ကာမဘဝနဲ့ဝိညာဉ်ရှင်းရလဲဘက်နဲ့တော့ဆက်တယ်ဟုတ်တယ်မဟုတ်တယ်တကားကမလို့ဒီတန်ကြီးကိုဦးစင်းကလက်နဲ့ရိုက်ချလိုက်တယ်အဲ့ဒါကာမဘဝလက်ထဲဆက်ဖြင်းဆိုတဲ့ကာယပေါ်ဘူးလားပေါ်ပါရဲ့ဒါဖြင့်ကာမဘဝနဲ့ဘာနဲ့ဆက်ဝိညာဉ်နဲ့ဆက်ပါရဲ့သူ့နောက်ကရှုရင်လည်းပြတ်တာပဲသူ့နောက်ကရှုရင်လည်းမရဘူးလားမရပါဘူးဗျာအားလုံးသဘောပေါက်ရလားမသိဘူးဒါကပရိစ္ဆသမုပ္ပါကိုရေးလဲသဘောပေါက်လာတဲ့အခါပြောတဲ့နီးပါခုနဆရာတော်ဘုရားရဲ့ဓာရီသိနေပဲမဲ့ကြံတဲ့ပုဂ္ဂိုလ်နားထွေးမှဆိုလို့သုံးထဲကနှစ်နှုတ်တစ်ကြံအဲ့ဒီတစ်ကဖြတ်ဆိုပြီးသင်တာဆရာတော်ဘုရားရဲ့ကျေစုသိကြည်တာသူသိတယ်သူသိပေမဲ့သိတဲ့လောက်သူမပြောခဲ့ဘူးအဲ့ဒီခေတ်ကာလကနားထောင်ရတဲ့ပုဂ္ဂိုလ်ရဲ့ဉာဏ်နာကသေးနေတော့အဲ့ဒါနဲ့အဆက်တဲ့နီးပဲသင်ခဲ့တယ်သုံးပါးထဲမှာနှစ်ပါးကသေဇံအဲ့တော့သုံးနဲ့နှစ်နှုတ်တစ်ပဲကြံတယ်ဒါလည်းဖြတ်မှဖြစ်မယ်ဆိုတော့ရှင်ဇက်ကဖြတ်ခြင်းဝေဒနာရှုဒီလိုသင်တာရှင်းရရလားမသိဘူးနော်ရှင်းပါရဲ့ဗျာဆိုတော့ဒကာမတို့တဲ့ဒါအကျယ်ချက်လိုက်ဒီအစသုံးပါးသလုံးဖြတ်လို့ရတယ်လို့မှတ်ပါဘူးနော်အဲ့လိုအစသုံးပါးဖြတ်ဖို့ကိုယ်ခန္ဓာကိုဉာဏ်တင်းပြီးဝိပဿနာလုပ်ရတယ်အဲ့လိုဝိပဿနာအလုပ်လုပ်နေရင်နဲ့ကိုယ်တန်တန်မှာတခါမှဉာဏ်အမြင်အားဖြင့်ထိုးထွန်းမသိတဲ့တရားတွေသိလာအဲ့ဒီအသိတွေကမှန်တယ်အဲ့ဒီမှန်ကန်တဲ့အသိတွေကတဆင့်ပြီးတဆင့်မြင့်လာတရားအထုတ်တဲ့ပုဂ္ဂိုလ်များမှာအဲ့ဒီသိလာတဲ့အဆင့်ဟာ9ဆင့်ရှိတယ်အဲ့ဒီ9ဆင့်ကမှန်လဲမှန်တဲ့အတွက်တမ္မာဉာဏ်နဲ့ကိုယ်တိုင်ဉာဏ်နဲ့မြင်ရတဲ့အတွက်ဒိဋ္ဌိတမ္မာဒိဋ္ဌိ9ဆင့်ရှိတယ်ဘယ်နှဆင့်9ဆင့်ပါဗျာရွှင်နဲ့ဒီအဆင့်တွေမြင်လာလိမ့်မယ်နော်တမ္မာဒိဋ္ဌိ9မျိုးဆိုတာဆရာတော်ဘုရားကြီးတရားလဲခဏနာတမ္မာဒိဋ္ဌိ9မျိုးတပါးသောကမ္မထာနာဆရာတော်ကြီးများလည်းပဲကျိန်ဖန်များစွာဟောတယ်တမ္မာဒိဋ္ဌိဘယ်နှမျိုး5မျိုးပါဗျာဆိုတော့ရှင်များရဲ့တမ္မာဒိဋ္ဌိ5မျိုးများပြီးပြုတ်တေနားနေရတာရှင်များဓာကြီးထဟောမယ်ဆိုတော့ပြင်းဒီလိုလဲတွေးချင်တွေးလိမ့်မယ်ဒီတစ်ခေါက်တော့မပြင်းနဲ့တော့ဒီတစ်ခေါက်မပြင်းနဲ့ဆိုတာတမ္မာဒိဋ္ဌိ5မျိုးမှာဒီတစ်ခေါက်ပြောမှာကဇက်ကောင်ကဒကာမတို့ပဲတရားကျင့်တဲ့ပုဂ္ဂိုလ်ကဇက်ကောင်အဲ့ဇက်ကောင်ကသူကျင့်နဲ့မြင်လာတဲ့အမြင်ကလေးတွေကိုပြောသွားမှာတမ္မာဒိဋ္ဌိ5မျိုးကိုရိုးကြီးခေါ်မှာမဟုတ်ဒကာရမတို့ကျင့်နေရင်းနဲ့ဒကာတို့တန်တန်မှာဉာဏ်အမြင်တွေဘလို့ပေါက်လာတယ်ဒီအဆင့်ဟာဘာတမ္မာဒိဋ္ဌိဒီအဆင့်ဟာဘာတမ္မာဒိဋ္ဌိဒါပြောမှာဆိုတော့ဇက်ကောင်ကဒကာမတို့ဟုတ်တယ်မဟုတ်တယ်ကိုယ့်ဟာကိုယ်လည်းတရားနာနေရင်းနဲ့ကိုကျင့်တာလေးနဲ့ကိုမြင်တာလေးနဲ့ဘယ်သို့ဘယ်တင်းလို့တိုက်ဆိုင်ပြီးနာတမ္မာဒိဋ္ဌိဘယ်နှမျိုး5မျိုးပါဗျာနံပါတ်1ကကာမတက္ကတတမ္မာဒိဋ္ဌိအဲ့တော့ဒကာမတို့ဒီတည်းကအမျိုးကောင်းသားတယောက်မျိုးကောင်းသမီးတယောက်ကတရားကျင့်တယ်ဆိုပါတော့သူလည်းပဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတော့မကောင်းတဲ့ဘေးတွေကလွတ်ချင်တယ်ကောင်းတာလေးတွေကြုံချင်တယ်အဲ့တော့ကောင်းတာလေးတွေကြုံချင်တော့ကောင်းနေတဲ့ပုဂ္ဂိုလ်ကောင်းစားနေတဲ့ပုဂ္ဂိုလ်ဘယ်လိုများနေပါထိုင်ပါသလဲတတိလေးနဲ့အကဲခတ်တယ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်လို့သူဒုက္ခရောက်နေတာတော့သူ့လိုဒုက္ခရောက်မှများပြင်ကြောက်ပါရဲ့သူဘာဖြစ်လို့ဒုက္ခရောက်တယ်လဲလို့အဲ့ဒီပုဂ္ဂိုလ်လည်းတတိလေးနဲ့အကဲခတ်နေတယ်
အဲ့လိုတတိလေးနဲ့အကဲခတ်နေရင်းနဲ့သူသိလာမကောင်းတာလှုပ်လို့မကောင်းတာဖြစ်တာကိုဘေးတွေနဲ့တွေ့ကောင်းတာလှုပ်လို့ကောင်းတာဖြစ်တာကိုတတိထားလိုက်တော့မသိဘူးလားသိသလားသိပါရဲ့ဗျာကောင်းတာလှုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလှုပ်ရင်ကောင်းတာဖြစ်ပါတယ်ဗျာသူတတိထားလိုက်တာ ਨੇ ဘာတရားထားလိုက်တာ ਨੇ တတိထားလိုက်တာဒါကြောင့်အလုံးစုံသောတရားတို့ဤဦးစီးခေါင်းဆောင်ဟာတတိပဲတတိမပါဘဲနဲ့တမာရီမဖြစ်ဘူးတတိမပါဘဲနဲ့ပညာမဖြစ်ဘူးတတိမပါဘဲနဲ့လောကီစီးပွားဥစ္စာမတိုးပွားဘူးတတိမပါဘဲနဲ့လောကုတ္တရာမဉ္ဇဉ်ဘုံညာယာယိုးထုံမရှိဘူးတတိယသိရေးကြည့်တယ်ဒါပြင်ကာမတက္ကရသမာဓိဋ္ဌိကိုရိုးရိုးလေးမပြောဘဲနဲ့တရားကျင့်နေတဲ့တရားဓမ္မတို့မြင်ရတဲ့မြင်ကွင်းလေးပြောတာတရားဓမ္မတို့လည်းခန္ဓာရနေတာပဲဘေးဥပအန္တရာယ်နဲ့ကြုံကျင်သလားမကြုံကျင်ဘူးနော်ဟိုသူများတွေကောင်းစားတာကြည့်ပြီးကိုယ်လည်းကောင်းစားခြင်းစိတ်ကလေးကောမရှိဘူးလားရှိပါရဲ့ဗျာရှိရင်သတိထားကြည့်လေဒီပုဂ္ဂိုလ်ဘာဖြစ်လို့ကောင်းစားနေတာတော့ကြည့်လိုက်တော့ तू ကောင်းတာတွေလုပ်လူကြီးမိဘတွေကိုကူညီတယ်ပေးတယ်ကမ်းတယ်စွန့်တယ်ကျဲတယ်သီလတွေလုံးနေတယ်ကောင်းတာတွေလုပ်နေလို့ကောင်းကျိုးတွေဘယ်နဲ့တော့ဖြစ်နေတာသူနဲ့တူတုံစင်ညီကိုမောင်နှမဒီဘက်ကပုဂ္ဂိုလ်ဆင်းရဲလိုက်တာနွမ်းပါကိုယ်လို့ဘေးဥပအန္တရာယ်မတွေ့ချင်ဘူးမတွေ့ချင်သတိထား तू ဘာတွေအမှားတွေလုံးမိလဲကြည့်လိုက်တော့သူများအတင်းတွေပြောနေတယ်အာရင်ခေါင်းတန်းတုံနေတယ်ကောင်းတာလားမကောင်းတာလားကောင်းတာပါမကောင်းတာလို့ तू ဘာဖြစ်နေတာတော့မကောင်းတာပြဒီအဖေနဲ့ဒီအမေနဲ့မွေးတာသို့တော့လှုပ်တဲ့အလုပ်ပေါ်မှာမူတည်ပြီးအကျိုးတရားတွေပဲနဲ့တော့ကွဲပြားခြားနာသွားတယ်အဲ့တော့တရားအထုတ်တဲ့သတိကောင်းတဲ့ပုဂ္ဂိုလ်က तू ကောက်ချက်ချလိုက်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကာမတက္ကတသမာဓိဋ္ဌိရဲ့ဉာဏ်လေးစလင်းလာတခါတည်းကျ तू ကသတိထားလိုက်သေးတယ်ကောင်းတာတော့လုပ်တယ်ကောင်းတာကချက်ချင်းကြီးဖြစ်လာတာလည်းရှိတယ်နည်းနည်းလေးကြာမှကောင်းတဲ့အကျိုးတွေဖြစ်လာတာလည်းရှိတယ် तू သတိထားနေတာ तू ကဘာထားနေတာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်လည်းဒီတိုင်းပဲမကောင်းတာလုပ်ပြီးချက်ချင်းကြီးကိုပဲကိုကဆဲလိုက်လို့ဟိုကဒုံးနဲ့ပြန်ရိုက်တာကိုခံရတဲ့ချက်ချင်းကြီးတုံ့ပြန်ကြိုးပေးတာလည်းရှိတယ်။ဩတခါလေးတစ်လနှစ်လတစ်နှစ်နှစ်နှစ်လောက်ကြာကမှမင်းဘယ်တော့ငါပြောခဲ့တာဆိုပြီးတော့ရိုက်တာပုတ်တာခံရတယ်အချိန်ကာလချပြီးမှအကျိုးပေးတာတွေလည်းရှိတယ်။ तू ဘာထားလို့သိသွားတာသတိထားလို့သိသွားတာဒါတခါတခါမှလို့ဖြစ်စင်နေပါဘုန်းကြီးကအဲ့ဒါဗဇက်ကပြန်ပြောပြတာပဲရှိတယ်အထူးတလည်းမဟုတ်ဘူးတရားအဲ့လိုနဲ့သိလိုက်တော့ဩဒီကောင်းတဲ့ကံတွေမကောင်းတဲ့ကံတွေဟာအကျိုးပေးတော့ပေးတယ်ဒါပေမဲ့အချိန်ကာလမတူဘူးဒါဖြင့်ကံဆိုတာအကျိုးပေးကာလတစ်ခုနဲ့တစ်ခုမတူကြပါလားသူသတိထားလာတယ်အကျိုးတော့ပေးမယ်နော်မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ဒါပေမဲ့အကျိုးပေးရကာလမတူဘူးဖြစ်နေတယ်အဲ့တော့ကံဆိုတဲ့နေရာမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်သို့တော်လည်းပဲကံရဲ့အကျိုးပေးကာလဆိုတဲ့အချက်အလက်ကလေးရှိနေတယ်အဲ့တော့သူတတိထားပြီးကြည့်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်တခါလေလှူခံပုဂ္ဂိုလ်ကနိရောဓသမဘတ်ကဝင်စားပြီးတော့9ရက်တိုင်တိုင်မစားမတော့နိဗ္ဗာန်အာယုံပြုနိရောဓသမဘတ်နဲ့ထလှူတဲ့ပုဂ္ဂိုလ်ကအဲ့ဒီအချိန်ကျမှလှူလိုက်တယ်အလှူခံပုဂ္ဂိုလ်ကသိစင်ကြဲနေတော့ချက်ချင်းကြီးအကျိုးပဲနဲ့တော့ပေးတာပေါ့ဗျာဩကံနဲ့အကျိုးပေးဆိုတာကောင်းတာလို့ကောင်းတာဖြစ်တယ်ဆိုပေမဲ့သူ့မှာကန့်သက်ချက်ဘောင်တွေပဲနဲ့တော့ရှိပါကလားမသိဘူးလားသိသလားအလုံးသဘောပေါက်ကြရဲ့လားမသိနော်ဆိုတော့ကံမှာလည်းပဲဟိုအဲ့ဒါမသိတဲ့အခါကျကာမတက္ကရသမာဓိဋ္ဌိဉာဏ်မသိတဲ့အခါကျပိုင်ပိုင်နိုင်နိုင်မသိတဲ့အခါကိုကံနဲ့အကျိုးပေးကိုယုံကြည်တဲ့ကာမတက္ကရသမာဓိဋ္ဌိဉာဏ်ရှိတယ်လို့ထင်ပေမဲ့ယုံတယ်လို့ပါဇက်ကပြောပေမဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်တဲ့အခါလက်သင်ဘက်နဲ့တော့မခံကျင်ဘူးမကောင်းတာလို့မကောင်းတာဖြစ်တယ်ပြောတယ်ကိုယ်အိမ်ဘေးကကြက်တက်နေတဲ့ပုဂ္ဂိုလ်တိုက်နဲ့ဓာနဲ့ကြီးပွားလို့ဘယ်မှာလဲမကောင်းတာလို့တော့မကောင်းတာဖြစ်တယ်
ကောင်းတာလို့ကောင်းတာဖြစ်တယ်လားပြောတာကြို့ဖြင့်ဗျာအငတ်အပြတ်ခံပြီးတကလားစွန့်နေကိုယ်နေလောင်းနေရတာဒီကြတဲ့အလုတ်ကအစင်မပြေကြမ်းမာရချူချာဆိုတော့ကောင်းတာလို့ကောင်းတာဖြစ်တယ်ဆိုတော့ဟုတ်မဟုတ်သေးရဲ့လားပါဇက်ကယုံနေတော့တာပြောတာတကယ်ပြဿနာနဲ့တွေ့တော့လက်မခံခြင်းလားယုံတော့ယုံနဲ့လက်မခံရင်ကာမတက္ကတာတမာဒိဋ္ဌိဉာဏ်မရသေးလို့ယုံတော့ယုံနဲ့ပါတယ်တော့လက်မခံသေးဘူးလက်တော့လက်ခံတယ်မကျင့်သုံးသေးရင်ကာမတက္ကတာတမာဒိဋ္ဌိဉာဏ်မရသေးလို့ကာမတက္ကတာတမာဒိဋ္ဌိဉာဏ်ရခြင်းယုံလဲယုံရတယ်လက်လဲခံရတယ်ကျင့်လဲကျင့်သုံးရတယ်အော်တို့ရှိပါတယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်ကံနဲ့ကျိုးပေးကဒီလိုပဲဘယ်လိုပဲဒါကြောင့်ငါလှူအောင်မယ်ကောင်းတာလို့ကောင်းတာဖြစ်တယ်ဒါပေမဲ့လှူဖို့အတွက်ရှာခဲ့ရတော့ကအရေရောင်းပြီးရှာရင်ရှာမယ်မူရည်စေဝါနဲ့ဖြစ်ခြင်းဖြစ်မယ်ကောင်းတာလားမကောင်းတာလားမကောင်းတာလို့ရင်မကောင်းတာဖြစ်လို့ तू တကယ်ယုံရင်အဲ့ဒီအလုပ်ကိုလုပ်မှလားရှောင်ရမှာလားရှောင်ရမှာပါဒါပေမဲ့ तू တကယ်လက်ခံကျင့်သုံးတဲ့စီရောက်ပါလားမရောက်သေးအဲ့ပုဂ္ဂိုလ်ကာမတက္ကရာတမာဒိဋ္ဌိဉာဏ်တောင်မရသေးဘူးဒါပေမဲ့ကိုတော့ကာမတက္ကရာတမာဒိဋ္ဌိဉာဏ်ဘယ်နဲ့တော့ရပြီးသားလို့ထင်နေတယ်ဒါကြောင့်ဘုန်းကြီးဒီနေ့ပြောချင်တာကာမတက္ကရာတမာဒိဋ္ဌိဉာဏ်ကိုယုံလဲယုံရတယ်လက်ခံရတယ်လက်မလွတ်အောင်လက်ခံရတယ်နောက်ပြီးတော့ကျင့်လဲဘယ်နဲ့တော့ကျင့်သုံးရတယ်ဓမ္မတိုင်ကာမတက္ကရာတမာဒိဋ္ဌိဉာဏ်ရရှင်းရလားမသိဘူးဒါပြင်ကံနဲ့အကျိုးပေးဆိုတာမကောင်းတာလို့မကောင်းတာဖြစ်ပါတယ်သို့တော်လည်းပဲအကျိုးပေးရာကာလတွေတော့သိဖို့လိုပါတယ်အကျိုးပေးရာကာလတွေသိဖို့တော့ဘယ်နဲ့တော့အဲ့တော့ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်ဗိဓမာသဘောရဇော9ကြိမ်ပြထမ်းပြီးလုပ်တာပဲပထမဇောကအခုဘဝပစ္စုပန်ဘဝမှာအကျိုးပေးလိုက်သူအကျိုးပေးတဲ့ကာလကတတ္တမဇောကကတ်ရဲ့ဒုတိယဘဝမှာအကျိုးပေးလိုက်မယ်သူအကျိုးပေးတဲ့ကာလက2ခုမြောက်3ခုမြောက်4ခုမြောက်5ခုမြောက်6ခုမြောက်ပေါင်းလိုက်ရင်အရေးအတွက်5ချက်အလဲစော5ချက်ကနိဗ္ဗာန်မရမီစိုက်ကြသူအခွင့်ရေးရတဲ့အခါလိုက်ပြီးအကျိုးပေးမယ်သူ့ရဲ့အကျိုးပေးကာလကဆိုတော့အကျိုးပေးကာလလည်းသိဖို့တော့ဘယ်နဲ့တော့လိုတယ်ဒါပေမဲ့တတိထားလိုက်တော့အဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးကထပ်သိလာတယ်မဲအကျိုးပေးကာလတော့ဒီလိုခြားနာပေမဲ့အကျိုးပေးတဲ့စွမ်းအားကကံတစ်ခုနဲ့တစ်ခုမတူဘူးတဲ့အကျိုးပေးတဲ့စွမ်းအားတွေနော်ဥပမာကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ဂရုကံဆိုတာရှိတယ်လေးနဲ့တဲ့ကံအစွမ်းထက်တဲ့ကံရှိတယ်ဥပမာကုသိုလ်ပဲဆိုရင်ဇံတို့မက်တို့ရတာမျိုးအလုံးအမတန်အစွမ်းထက်တော့သူကပဲအကျိုးပေးမှာမင်းတို့နေခဲ့ငါရင်အကျိုးပေးမယ်သူဒီလိုမျိုးလာအကုသိုလ်ဘက်မှာလည်းအဲ့လိုဂရုကံတွေရှိတယ်လေးနဲ့တဲ့ကံတွေဖះကိုသွေးစိမ့်တဲအောင်လုပ်တာဖះကိုတတ်လို့တော့မရအောင်ယဟန္တာတတ်တာတန်ဃာသင်ခွဲတာအနည်းဆုံးနဲ့ပြောရင်အဖေနဲ့မေကိုတတ်တာပြန်စာနန္ဒရိယကံကြီး၅ပါးရှိတယ်အဲ့ဒါအကုသိုလ်ထဲမှာအကြီးဆုံးပါဝါအကြီးဆုံးပဲအဲ့ဒီမဲကံရှိပြီဆိုရင်ဘယ်ကိုစွန့်ကွန်းနေလှူတာတွေပါတယ်ခဏတာမင်းနောက်မှနေငါအရင်ဥစားငါအရင်အကျိုးပေးမယ်ဆို तू ချက်ချင်းအကျိုးပေးချလိုက်တာဆိုတော့အကျိုးပေးရကာလအပြင်ဒီအကျိုးပေးတဲ့ကံရဲ့စွမ်းအားတွေရတယ်တစ်ခုနဲ့တစ်ခုပဲနဲ့တော့မတူဘူးအဲ့ဒါဂရုကံလို့ခေါ်တယ်တာမန်လှူတာတန်းတာလေးကလဟုကံလို့ခေါ်တာပေါ့တခါတလေကြလှုပ်ယုံမြလေးတွေရှိတယ်ခေါင်းနဲ့မမှတ်မှတ်သားသားမရှိလမ်းသွားရင်လည်းပျော့စိတ်လေးနင်းမိတာမျိုးပေါ့သေရင်သေသွားမှာပေါ့ဒါပေမဲ့ကိုကသေစီလို့တဲ့ဆန္ဒနဲ့တကူးတကာကြီးလှုပ်တာမဟုတ်တဲ့အတွက်ကိုယ်စိတ်ထဲမှာပီးပျောက်ဖြစ်တယ်ကတ္တတကံလို့အဲ့လိုကံနေရလည်းပဲတစ်ခုနဲ့တစ်ခုပါဝါချင်းမတူတဲ့အတွက်အင်အားကြီးတဲ့ကံကအရင်ဦးစားပေးတယ်အင်အားနည်းတဲ့ကံကိုနောက်ဆုတ်ခိုင်းလိုက်တယ်တန်းစီစရာမှာမင်းကနောက်ဆုတ်ငါရင်ဦးစားပေးငါရင်အကျိုးပေးမယ်အဲ့လိုမျိုးနဲ့ကံဒီမှာအကျိုးပေးရအချိန်ကာလအကျိုးပေးရစွမ်းအင်ပမာဏမတူကြဘူးတဲ့ရှင်းကြရလားတခါလေနေစဒူဝါပေါ့နေတဒူဝါလို့ခေါ်တာပေါ့အရင်နဲ့လုံနေကင်နေတဲ့ချိန်ဖန်များစွာပေါ့
လုံနေကိုင်းနေတာအကြောင်းပြုပြီးတော့လေကံရဲ့စွမ်းအားကလည်းမတူတာတွေရှိပြန်နေဗျနေတိုင်းလုံနေတဲ့အလုပ်ကိုအာစိဏကံလို့ခေါ်တယ်အာစိဏကံလို့ခေါ်တယ်တခါတလေမှလှုပ်တဲ့ကံတွေရှိတယ်ဒါမှမဟုတ်သေကံနီးမှလှုပ်တဲ့ကံတွေရှိတယ်အဲ့ဒါအာတဏကံလို့ခေါ်တယ်အာစိဏကံနဲ့အာတဏကံနဲ့ရှင်းလာခဲ့ပြီဆိုရင်အာစိဏကံကအရင်ကြိုးပေးတယ်အာစိဏကံကမရှိဘူးဆိုရင်နေတိုင်းတရားမထိုင်ခဲ့ဘူးနေတိုင်းမလူခဲ့ဘူးနေတိုင်းဘုရားမဖုခဲ့ဘူးဆိုရင်သေကံနီးမှကပ်ဖြစ်တဲ့အာတဏကံကအကျိုးပေးလိုက်ပြန်ရောဗျအဲ့ဒါကိုသတိထားနေရင်နဲ့တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကသိလာတယ်ကံဆိုတာအဖြူကအမဲကိုခြေဖြတ်နိုင်စွမ်းမရှိဘူးကံဆိုတာအဖြူကအမဲကိုခြေဖြတ်နိုင်စွမ်းမရှိဘူးသူလုံနိုင်တာငါအင်အားကြီးတယ်မင်းနောက်နည်းနည်းစုပ်ဒီလောက်ပဲရအားလုံးသဘောပေါက်ရလားမသိဘူးနော်တခါတော့ကာမတက္ကတာသမာဓိဋ္ဌိဉာဏ်ကရနေပြီးတော့ကိုယ့်ဟာကိုယ်ထင်းနေကြတာကိုဗျာသိရမယ့်ကိစ္စတွေအများကြီးရှိနေတယ်တချို့ကကုသိုလ်တွေလုပ်နေပြီဆိုဟိုအကုသိုလ်အကျိုးမပေးတော့ဘူးမြုံသွားပြီလို့ထင်တယ်ဟောမဟုတ်ဘူးလိုက်အကျိုးပေးလိမ့်မယ်သူ့ကာလတွေသူ့ပမာဏတွေသူ့စွမ်းအားတွေရှိနေတယ်အားလုံးသဘောပေါက်ရလားမသိဘူးတို့ရှင်မောက္ခလန်ကိုတော်မြတ်ကြီးနောက်ပိတ်ဆုံးဘဝဗျာလိန်မာလိုက်တာတရားတွေအားထုတ်လိုက်တာလက်ဝဲတော်ရန်အောင်ဖြစ်လို့ဒါပေမဲ့ခန္ဓာရတော့ဟိုးအတိတ်ကအမှားကံတွေကအကျိုးပဲနဲ့တော့ပေးချလိုက်တယ်ဒါဖြင့်ကိုလုံနေတဲ့ကုသိုလ်ကံတွေကကိုလုတ်ခဲ့မိတဲ့အမဲကံတွေကိုခြေဖြတ်နိုင်စွမ်းမရှိဘူးအဲ့တခုတော့ရှိတယ်ကိုကကုသိုလ်ကံများလှုပ်ထားရင်အကုသိုလ်ကံကိုမင်းကအင်အားနေတယ်မင်းနောက်နည်းနည်းစုပ်ငါအရင်အကျိုးပေးမယ်အဲ့လိုတော့တန်းစီစရာဆွဲလို့ရတယ်ရှင်းရလားမသိဘူးနော်ဆိုတော့ဒကာမတို့တဲ့ကုသိုလ်ကိုတော့လုပ်ပါဒါပေမဲ့သူ့ရဲ့တဘာဝကဟိုအကုသိုလ်ကံကိုအပီးတိုင်ခြေမုံနိုင်စွမ်းမရှိသေးဘူးတတိကောင်းတဲ့ပေါ်အဲ့ဒါသိလာတာပဲတခါလေကြာကံရဲ့အကျိုးပေးတွေကလည်းကိုလှုပ်တဲ့ကံဖြစ်ပေမဲ့ဟိုအလှူခံပုဂ္ဂိုလ်အကြောင်းပြုပြီးတော့လှူတဲ့ပစ္စည်းအကြောင်းပြုပြီးတော့လှူတဲ့အချိန်အကြောင်းပြုပြီးတော့အကျိုးပေးတတ္တိတွေကွဲပြားခြားနားတာတွေလည်းသူသိလာတယ်ကိုလည်းလှူတယ်သူလည်းလှူတယ်ကိုကရိုးရိုးတာမန်ပုဂ္ဂိုလ်အယတမကိုခင်လို့ရော့ကွာစားကွာလို့ပေးတယ်သူလည်းလှူတာပဲဒါပေမဲ့သူကတရားအထုတ်တဲ့ပုဂ္ဂိုလ်ကိုလှူတယ်အကျိုးပေးခြင်းညဘယ်နဲ့တော့သူလည်းလှူတယ်ကိုလည်းလှူတယ်တူပဲလေဒါအလှူခံပုဂ္ဂိုလ်ကွဲပြားခြားနိုင်လိုက်တာနဲ့အကျိုးပေးတွေလည်းဘယ်နဲ့တော့အဲ့ဒီလိုပေါ့အလှူခံပုဂ္ဂိုလ်ခြားနာရင်လည်းအကျိုးပေးကခြားနာတယ်နောက်တစ်ခါလှူတဲ့အချိန်ပေါ့အတူအကြလဲလှူတယ်ကိုကလည်းလှူတယ်ကိုလှူတာပါလဲလို့မေးတော့ကိုသုံးလို့သုံးစားလို့မရတော့မှရော့လှူတာဟိုဘက်ကပုဂ္ဂိုလ်လှူတာကြောက်တစ်ဖက်သားအသုံးတက်လိုးနေတဲ့အချိန်ပေါ့တစ်ဖက်သားလိုးနေတဲ့အချိန်မှာသူ့စီမှာနည်းများရော့ကွာမင်းလိုးနေတယ်အဲ့လိုမျိုးလှူတာအဲ့တော့အကျိုးပေးခြင်းညဘယ်နဲ့တော့ကွာနေတယ်တတိထားလေးကံရဲ့အကျိုးပေးကိုအသေးစိတ်မြင်လေးပဲရှင်းကြရလားမသိဘူးနော်အလှူတဲ့ပစ္စည်းပေါ်လဲမူတည်သေးတယ်ကိုကနေပြီးတက္ကလာဟိုဖရသားတော်ယဟန်တော်တပါးကိုရှင်မြတ်တပည့်တော်ကြည်ညိုလိုက်တာဗျာခက်ကလည်းအဲ့လိုဖြစ်နေတော့ရော့ဓာငကြည့်တာလှူတာပဲလှူတဲ့ပစ္စည်းမတူတာပြောတာပါဘုန်းကြီးကနော်အားလုံးသဘောပေါက်လားမသိဘူးတစ်ဖက်သားပုဂ္ဂိုလ်ကတော့ယဟန်တော်နဲ့အဆက်တဲ့ဟာလှူတဲ့အရှင်ဘုရားဟောဒီမှာဗျတခါတည်းပဲအရှင်ဘုရားအသုံးတဲ့နိုင်တဲ့ပရိပါဖေဘုရားပုံတော်ကကြပါဖေသင်္ကန်းပါဖေအဆက်တာလှူတယ်အကျိုးပေးခြင်းကွာတယ်ဗျအမလေးရည်စရာပြောနေတာမပါဘူးကိုလှူတဲ့အခါမှာကိုလှူတဲ့ပစ္စည်းဟာတစ်ဖက်သားနဲ့အဆက်တဲ့ကပ္ပိယဒါနဖြစ်ဖို့သင်တာဗမာလိုပြောနေလို့ရည်စရာလို့ထင်တာတော့သူပါဠိတော်မှာဒီတိုင်းလာနေတာဒါတွေကိုဘုန်းကြီးကထပ်ပြီးဗမာလိုပြန်ပြီးပြောနေတာအဲ့တော့ကံရဲ့ကျိုးပေးတွေကအမျိုးပုံမှုခြားနာတယ်လို့ကိုကသိလားတတိထားတာနဲ့သိလားသိတော့ကိုညာပိုးပြီးလင်းလက်လာတယ်အဲ့လင်းလက်လာတဲ့အလင်းဟာကာမတက္ကတာတမာဒိဋ္ဌိပထမအလင်းပဲအဲ့လိုလင်းလက်နေရင်းနဲ့ तू တတိထားမိတယ်
တခါလေကျတော့ဘုရားသာယွတ်နေနဲ့စိတ်ကတောင်ရောက်မြောက်ရောက်ကံကောင်းတဲ့အကျိုးကိုပေးပေမဲ့အဲ့ဒီကံကိုလုံနေစဲမှာပဲစိတ်ဟာထိမ့်လို့မရပါလားသူသိလာတယ်နော်စိတ်ကထိမ့်လို့ပဲနဲ့တော့မရပါဘူးဗျာစိတ်ကကြိုးချီလို့မရဘူးအထယ်လည်းမရှိဘူးကြိုးချီလို့မရဘူးကောင်းတာတွေလုံနေပေမဲ့တခါလေစိတ်ကမကောင်းတဲ့ဘက်ကျက်စားနေတယ်အဲ့လိုကျက်စားနေတဲ့အခါကိုလှုပ်တဲ့အလှူဟာအဖြူမှာပါရောလားမရောပါဘူးအဲ့မှာအဖြူကံတို့အမဲကံတို့အဖြူမဲရောတဲ့ကံတို့ဘာလို့ကုန်မြင်လာတာပဲကံရဲ့အကျိုးပေးတွေကိုညာပိုးပို့ပြီးထက်လာဩတတိထားကြည့်လိုက်တော့အဲ့ဒီစိတ်ကလေးကထိတ်မရဘူးအဲ့ဒီစိတ်ကလေးဖောက်ပြန်သွားရင်ကုသိုလ်ကောင်းမှုလုပ်နေပေမဲ့အကျိုးအာနိသင်ညာတော်တော်နဲ့သွားတယ်အဖြူနဲ့မဲနဲ့ရောလို့ဒီစိတ်ကလေးဘယ်နဲ့လောက်ရပါမလဲတရားအထုတ်တဲ့ယောဂီဟာတဆင့်တက်ပြီးတော့မကောင်းတဲ့နေရာမှာမွေ့လျော်တတ်တဲ့ပါပသမိန်ရမတိမနောကိုဗျာမကောင်းတဲ့နေရာမှာမွေ့လျော်တဲ့ဒီစိတ်ကလေးဟာကံနဲ့ကြိုးပေးကိုယုံကြည်ပြီးကံလုတ်နေယုံနဲ့တော့ထိမ့်ချုပ်လို့တော့မရဘူးသူ့ကိုထိမ့်ချုပ်နိုင်တဲ့သူ့ကိုအပြစ်ကင်းအောင်လုပ်နိုင်တဲ့နီးလေးတော့ဘယ်နဲ့တော့ရှိမယ်ဒါပေမဲ့အဲ့ဒီနီးကအခုအချိန်ပြည့်သွားပြီအဲ့ဒီနီးကပေးအောင်မှာရှင်းကြရလားဒီကင်လို့တွဲလို့ဖမ်းလို့ချုပ်လို့မရတဲ့စိတ်အဲ့ဒီစိတ်ကလည်းပဲကောင်းတဲ့နေရာနဲ့မကောင်းတဲ့နေရာဘယ်နေရာမွေ့မကောင်းတဲ့နေရာမွေ့တော့ကိုလှုပ်တဲ့ကုသိုလ်ရဲ့စွမ်းရည်ပမာဏတွေဘယ်နဲ့တော့ရော့တော့ဒီပြဿနာဖြေရှင်းရမယ်ဒီပြဿနာဖြေရှင်းရမယ်တဲ့အဲ့ပြဿနာဖြေရှင်းဖို့အတွက်ဒီစိတ်ကလေးကိုတို့ဘလို့များဆက်လက်ပြီးတော့တတိထားပြီးနေရမလဲဆိုတဲ့ကိစ္စမနေ့ပြန်ကြမှာသိမယ်နော်အဲ့ဒါကိုဇာနာတမာဒိဋ္ဌိလို့ခေါ်တယ်အခုဒီနေ့သင်ခဲ့တာကကာမတက္ကတတမာဒိဋ္ဌိဖြစ်တယ်လို့မှတ်ယူကြစေကုန်သတည်းဒီနေ့လူရတန်းကြတယ်လူရတန်းကြတော့ဒါကုသိုလ်ကောင်းမှုပေါ့ကုသိုလ်ကောင်းမှုဆိုတာအချိန်ဂိုက်လောက်ရတယ်အဲ့ဒါကိုဗမာလိုနားလည်အောင်တော့အချိန်ဂိုက်ကုသိုလ်လို့ခေါ်တယ်ဗမာလိုရိုးရိုးရှင်းရှင်းပြောတော့အချိန်ဂိုက်ကုသိုလ်ကုသိုလ်တွေမှာအချိန်ဂိုက်ကုသိုလ်လုပ်တာကအချိန်မဂိုက်ဖဲလုပ်လိုက်တဲ့ကုသိုလ်တဲ့ပိုထက်တယ်တခါတည်းမှာကိုယ်ပံဝင်ကျင်မှာကိုယ်တပည့်သားမြေကိုယ်ဆွေမျိုးရှိတယ်ပေါ့ကိုယ်ကြောက်တုံးကြီးမားတယ်မနိုင်ဘူးဆိုရင်ကိုယ်တပည့်သားမြေဆွေမျိုးသားချင်းကဝိုင်းကူတယ်တခါတလေကျတော့ကိုယ်ပံဝင်ကျင်မဟုတ်ဘူးအယတ်ဒေတာအစိမ့်တွေရောက်အဲ့မှာလည်းပဲကြောက်တုံးကြီးမားဖို့ဆိုင်ရည်ကြီးမားဖို့ကိစ္စပေါ်လာတော့ကိုယ်မှမနိုင်မနှင်းနဲ့မှတချို့ပုဂ္ဂိုလ်တွေကြာကုညင်းမဲ့သူမရှိဖြတ်သွားဖြတ်လာပဲတချို့ပုဂ္ဂိုလ်တွေကြာအဲ့ဒီမှာကိုယ်နဲ့သိမသိတင်စားပြီးပြောရရင်နတ်တို့ဖန်ဆင်းပြီးအလားပဲဒါတင်စားပြောတာနော်နတ်တို့ဖန်ဆင်းပြီးအလားပဲကိုယ်နဲ့မသိပေမဲ့ကိုယ်အရဒေသမဟုတ်ပေမဲ့ကိုယ်ကူညီမဲ့သူပဲနဲ့တော့ပေါ်လာတယ်အကျိုးပေးခြင်းကွာတယ်အဲ့ဒါဘာလဲလို့မေကအချိန်ကိုက်ကုသိုလ်လုပ်တဲ့သူနဲ့မလုပ်တဲ့သူရဲ့ခြားနာခြင်းပဲဒါပြန်ချိန်ကိုက်ကုသိုလ်ဆိုတာဘာလဲလို့မေရိုးရိုးရှင်းရှင်းလေးပါပဲတက္ကမတို့ရဲ့တစ်ဖက်သားလိုးနေတဲ့အချိန်မှာလိုးနေတဲ့အကူအညီကိုပေးလိုက်တာကိုအချိန်ကိုက်ကုသိုလ်လို့ခေါ်ပါတယ်သူကလမ်းမသိလို့လမ်းမေးနေရင်လမ်းလေးပြလိုက်မယ်ညာဘက်ချိုးနှစ်အိမ်ကျော်ပါပဲသူအကူအညီလိုတာကိုအကူအညီပေးရတာပဲကုသိုလ်ဆိုတကားတော့ပတ်စံကုန်တာကြီးမှကုသိုလ်လို့ထင်မနေနဲ့ခုနနှုတ်ဆောင်မှခြင်းလဲကုသိုလ်တစ်မျိုးပဲသူဒီအလုပ်ကလေးလုပ်နေတယ်မနိုင်ဝင်ထမ်းနေကိုနိုင်တဲ့လောက်ကလေးဝင်ထမ်းပေးလိုက်အဲ့ဒါသူအလိုတဲ့အချိန်မှာကိုပေးလိုက်တဲ့အတွက်အဲ့ဒါအချိန်ကိုက်ကုသိုလ်ခေါ်တယ်အဲ့ဒါဘာတဲ့တော့အချိန်ကိုက်ကုသိုလ်ပါဗျာအဲ့အချိန်ကိုက်ကုသိုလ်လုပ်ထားတဲ့ပုဂ္ဂိုလ်များဟာလေကိုအကူညီလိုနေတဲ့အချိန်မှာအချိန်ကိုက်ကိုကူညီမဲ့သူကပေါ်လာတယ်ဗျာအကျိုးပေးမတန်ဘူးလားလို့တန်ပါတယ်ဗျာအေးဒီမှာလဲတို့စခန်းပွဲလေစခန်းပွဲဖြစ်တဲ့အတွက်အာဟာရကုသိုလ်ရှင်တွေကလည်းဒီ
ဒီဟိုနေရာဒီနေရာဝေးတဲ့နေရာလာပြီးတော့တနေ့လုံးတရားအထုတ်ကြရတာအာဟာရစာလောင်မတ်သိမ့်နေမှာပဲတောက်ရည်ဒီများလိုချင်လိုနေမှာပဲအဲ့တော့ဒါလေးတို့တော့နိုင်စွာသလောက်လှူအောင်မယ်ကွာလှူအောင်မယ်ကွာဆိုဒါပါတယ်တော့ချိန်ကိုက်ကုသိုလ်ချိန်ကိုက်ကုသိုလ်သူတို့ထိုင်ကြတယ်အခင်းလေးချင်းလေးကိုပြင်ငါတို့တော့ဝေယဝဆမောင်မယ်တွေကတို့တော့အခင်းလေးချင်းလေးကိုတော့တို့တတ်တရရက်ဒါစီးစနစ်ကြအောင်တို့ခင်းလိုက်ဦးဟာဟုတ်တယ်လေတရားထိုင်တာအခင်းလေးနဲ့ထိုင်လိုက်တော့စိတ်လဲကြည်ပြန်ကြည်လင်တယ်လေဝင်လေထွက်လေးလည်းကောင်းတယ်ဆိုတော့သူတို့လုံနေတာလဲအချိန်ကိုက်ကုသိုလ်တွေပဲဘာကုသိုလ်တွေလဲကုသိုလ်ပါဗျာချိန်ကိုက်ကုသိုလ်ဆိုတော့အကျိုးပေးမတန်ဘူးလားတန်ပါတယ်တန်တယ်ဟောတရားပွဲကြီးကျင့်ပါတယ်ဒီအခန်းကြီးငှားဖို့အတွက်ဘယ်၍ဘယ်မျှရှိကြတယ်တယောက်အားနဲ့မနိုင်တို့အများအားနဲ့တို့လုံမှာလိုးနေတဲ့အချိန်မှာလှုပ်တဲ့အတွက်အဲ့ဒါဘာတော့လို့ချိန်ကိုက်ကုသိုလ်ပါဗျာဒါဖြင့်တခါတော့မှဘုန်းကြီးကအထူးကိုပဲအသက်အဆန်းထွင်ပြီးပြောနေတာလားတခါတော့လုံနေတဲ့ကုသိုလ်ကိုပဲပေါ်လွင်အောင်ပြောတာလားလို့မေးရင်ဘယ်နဲ့ဖြစ်လုံနေတဲ့ကုသိုလ်ကိုပေါ်လွင်အောင်ပြောတာပါဗျာပေါ်လွင်အောင်ပြောတာပင်မအောင်မသိဘူးငွေကုန်အောင်မသိဘူးပေါ်လွင်အောင်ပဲပြောလိုက်တော့မှရွှင်လန်းလာတယ်တက်ကြွလာတယ်လှုပ်တက်လာတယ်ဘုန်းကြီးကအဲ့ဒီကုသိုလ်ကောင်းမှုအချိန်ကိုက်ကုသိုလ်လှုပ်တက်ယုံတင်မကျေနပ်ဘူးသားတွေသမီးတွေတူမတွေပြန်ပြီးတော့တရားကိုဘယ်နဲ့တော့မျှဝေလက်ဆင့်ကမ်းကြရှင်းကြရလားအဲ့ဒီအထိဘုန်းကြီးကမျှော်လင့်ပါတယ်တောင်းဆိုပါတယ်တောင်းဆိုတယ်မျှော်လင့်တယ်ရိုးရိုးလေးပြောတာပါနော်တရားတွေရပြီးဒီကောင်တို့ယင်ထဲမှာဒီလောက်ကလေးချင်းတိမ့်ပြီးတော့ခတ်မထားပါနဲ့ဘေးနာကကိုစေတနာထားပြီးစောင့်ရှောက်ရမယ်ပုဂ္ဂိုလ်မေတ္တာထားပြီးကူညီရမယ်ပုဂ္ဂိုလ်တွေဒါလေးတဆင်စကားတဆင်နာဒီကုသိုလ်ဓမ္မလေးတွေပြန်ပြီးတော့ဖြန့်ဝေပေးပါအဲ့လိုဖြန့်ဝေပေးရင်ဒီကောင်တို့တန်တန်မှာကုသိုလ်ဟာ2ဆ3ဆတက်သွားလိမ့်မယ်နာပြီးယူတုံးက1ဆကိုကသဘောပေါက်ပြီးမျှဝေတော့1ဆရှင်းကြရလားရှင်းပါပြီဆိုတော့အဲ့လိုလေးဖြစ်အောင်လို့အားလုံးကိုတိုက်တွန်းပါတယ်နော်အဲ့တော့ဒီနေ့ကုသိုလ်ကောင်းမှုတွေရှိပါတယ်ဒါတွေဟာအချိန်ကိုက်ကုသိုလ်တွေဖြစ်နေပါတယ်လို့သိပြီးဒါလေးရေးဆက်သွန်ချကြရအောင်အရှင်ဘုရားတရားတိလှစာကပညာလေးပြသောတရားအညီအမြထားရှိပါသောတပိတော်တို့သည်တန္တရာဝဆင်းယမလွတ်မြောက်လိုသောစန္ဒဖြင့်ဤခန္ဓာဒုက္ခသစ္စာကိုအမှန်သိမြင်၍နောင်ခန္ဓာဒုက္ခသစ္စာကိုမလိုခြင်းသောသစ္စာဉာဏ်ခြံရန်၍အထုထုသောကုသိုလ်ကိစ္စမှန်သမျှတို့အားကုသိုလ်ကိစ္စဆိုတာဒါနတစ်ခုတည်းတင်မဟုတ်ဘူးနော်လက်နဲ့နိုင်ရင်လက်နဲ့လောက်ကြပါဇက်နဲ့နိုင်ရင်ပါဇက်နဲ့လောက်ကြကုသိုလ်ကောင်းမှုဆိုတာလောက်ကောင်းတယ်ကုသိုလ်ကောင်းမှုမှန်သမျှလောက်ကြရမယ်မှန်ပါဗျာဒါကြောင့်ကုသိုလ်ကောင်းမှုမှန်သမျှကိုလို့ဘုန်းကြီးကပြောတာနော်စီမံဆောင်ရွက်လူတန်းကြပါကုန်၏ဤကုသိုလ်ကံစေတနာတို့ကြောင့်မအိုမသေးအမြဲနေသောနိဗ္ဗာန်ကိုလွယ်ကူချမ်းသာသောအကျင့်မြတ်ဖြင့်မြတ်မှောက်ပြုရပါလို၏တပည့်တော်တော့အကျွေးသမားမဟုတ်ဘူးဗျာဒီဘဝကိုအရာယူခြင်းနေပြီဖြစ်လိုက်ရတယ်တန်ဝေကတွေကလည်းများလာပါပေါ့ကြုံလိုက်ရတယ်ဒုက္ခတွေကလည်းခါစီခံနေရတယ်ဒါမျိုးနောက်ထပ်မကြုံချင်တော့ဘူးဖြစ်နိုင်ဒီဘဝမှာကိုပဲမညံဖုန်ညံရခြင်းတယ်အဲ့စိတ်ဓာတ်ကလေးနဲ့ဒီဆူတောင်းကိုတောင်းတာလို့မှတ်ပါသဘောပေါက်ရလားနောက်ခါမှဆိုရင်မညံဖုန်ညံမပြောနဲ့တော်တဲ့ကဟင်းသီးဟင်းရွက်တောင်ရည်တဲ့ဒီနေ့သွားလိုက်တဲ့မှုလေးတွေ့
မင်းနတ်ဖြစ်ငါကြမှာငါခူးမယ်အချိန်ဆွဲကြည့်အဲ့မှုကအသက်မရှိလို့မှုကအသက်ရှိရီးတယ်ဘာလို့ဆိုတော့ तू ထွက်သွားရင်နောက်လူကဘယ်နဲ့တော့ခူးတော့မှာ तू နဲ့ပဲနောက်ရက်တွေကြုံအောင်မှကြာနေတာပဲနောက်ဘဝအချိန်မဆွဲနဲ့တော့နောက်ဘဝအချိန်ဆွဲရင်သစ္စာတရားတွေကွယ်ပသွားရင်သစ္စာတရားကျင့်ပုံကျင့်နည်းနီးမှန်လမ်းမှန်မရခဲ့ရင်တို့ကိုချိုးနေလိမ့်မယ်ရှင်းရရလားပုထုဇဉ်တွေကိုယုံကြည်ကိုးစားမိတဲ့အတွက်ဒုက္ခတွေကနည်းနည်းလားအများကြီးလားအများကြီးပါပဲဒါကြောင့်ဒီဘဝမှာရအောင်ယူပါလို့ဘုန်းကြီးကတိုက်တွန်းနေတာမြတ်မောပြုရပါလို့ဤကုသိုလ်အား31ဘုံကျင်လီကုန်သောဝိနည်းများစွာတတ္တဝါပေါင်းတို့အားအမြပေးဝေပါ၏ထိုတတ္တဝါအနန္တတို့သည်ကိုစီကိုငှအမြရ၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာခြင်းသည်မောက္ခမသွေဖြစ်ပါစေသာအာလုံးကြာသမျှအမြယူတော်မူကြပါကုန်သောယူတော်မူကြပါကုန်သောသာဓုအလုံးကြာသမျှအမြယူတော်မူကြပါကုန်သောသာ